စစ်စကားဝိုင်း podcast ကနေပြီးပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီဘက်မှာတော့ special guest တငယ်ချင်းတယောက်ကိုဖိတ်ခေါ်ထားပါရရှင်ဆိုတော့မိတ်ဆက်ပေးလိုက်ပါအောင်နင့်ကိုဟုတ်ကဲ့ပါကျွန်တော်နာမည်အတူတူပါကျွန်တော်ခုတက်ရှိမှာတော့ဘန်ကောက်မှာပဲနေပါဗျာဆိုတော့ငါတို့နှစ်ယောက်ဘယ်ကနေပြီးတော့စပြီးတိလဲဆိုတာနေပြီးတော့နည်းနည်းလေးစပြောလိုက်ကြမယ်အခုဆိုလို့ရှိရင်ငါဘန်ကောက်ရောက်တာဆိုလို့ရှိရင်နှစ်ပေါ့နော်ဒီလဇူလိုင်က2024ဇူလိုင်မှာရောက်တာဆိုတဲ့ခါကျတော့ဒါဆိုနည်းနည်းငါနဲ့တည်ရနှစ်ပြည့်သွားရဲ့လာပေါ့ဟုတ်ပါဘန်ကောက်ရောက်ရှက်ကောမမီသေးလားရက်ကတော့ဇူလိုင်6တော့ဖြစ်မယ်အဲ့ဆိုလည်းနောက်ကြပါအမှန်ကျွန်တော်ဇူလိုင်9မှာစပြီး celebrate စလုပ်တာပါညလုံးတော့ခဲ့ရညစရောက်ကြလေဟုတ်ပါရောက်ချင်းမာရင်ပဲလို့မနာတန်းစပြီးတောက်ဖို့အဖော်ရွာသွားတဲ့နေ့ပေါ့လေဟုတ်လေဒီလိုပဲလေဟိုလူကြီးပြောလို့တူရစုဆိုတာသိရမလားဖိုင်ကျုံးလားဆိုဒါချမယ်ဆိုဩပြီးရောအဲ့ညပထမဆုံးညပဲစပြီးတော့တလုံးစားကုန်တဲ့ညလေးပေါ့ပြီးတော့အမှန်တမ်းပြောရင်ငါအဲ့ညတော့ဘယ်လိုလဲဆိုတော့ကွာငါအဲ့ပူနာဝတီအိမ်ကိုရောက်တဲ့အချိန်ကျတော့ဘယ်လိုလဲဆိုတော့အားလုံးကငါနဲ့တယောက်နဲ့မှမသိဘူးလေတယောက်နဲ့မှမသိရောပြီးလို့ရှိရင်လည်းအားလုံးကကိုယ့်ထက်အငယ်ကြီးပဲဆိုတော့ငါဘာလို့စိုးရိမ်တာလဲဆိုတဲ့အခါကျသူတို့နဲ့အဲ့လိုမျိုးအဆင်ပြေပါမလားတင်မလားဟိုဘယ်လိုလဲဆိုတော့သူတို့ဆိုတာထက်နေရသူတွေအားလုံးနေပုံထိုင်ပုံနဲ့ငါရဲ့နေပုံထိုင်ပုံတွေနဲ့တယောက်တယောက်အဆင်ပြေကြပါမလားအေးဟုတ်တယ်ကွာပြီးတော့ဟိုနင်ပြောဆိုငါနည်းနည်းတော့တောက်တက်တဲ့အခါကျတော့သိရမလားကိုနဲ့အချင်းတူကရှိပါမလားပါညာပေါ့ဒါပေမဲ့ရောက်ဖန်ရှိုးလိုက်တဲ့အချိန်မှာရောက်တဲ့ညပါတယ်ပဲဖန်ရှိုးလိုက်တဲ့အချိန်မှာဟောဒီကောင်ဒီထဲမှာအကြီးကောင်လားမသိဘူးပါရောက်တဲ့ညပါတယ်ပဲတကယ် ice breaking session ကစတာပဲဆိုတဲ့အခါကျတော့စတွေ့တဲ့နေ့ကတော့ကျွန်တော်ကဟိုပေါ့လုတ်ပတ်လျှောက်တာပေါ့လုတ်ပတ်လျှောက်ပြီးပြန်လာတဲ့နေ့ပေါ့နော်အဲ့နေ့ကပြောရမယ်ဆိုလို့ရှိရင်တော့ရက်တွေကတော့များပြီ။ဘာလို့အဲ့နေ့ကလည်းအလုပ်ပတ်ရှောင်ရင်းနဲ့ပြန်လာတော့ဗောနော်။အဲ့တော့ဟိုကျွန်တော်တို့ကရန်ကုန်မှာကလေးအတူတူတီးခဲ့သူတွေလည်းမဟုတ်ဘူးနော်။ဒီရောက်မှတငယ်ချင်းတွေကနေတစ်စင်မိတ်ဆက်ပင်ရနေပြီးတော့တီးကြတာ။အဲ့တော့စတွေ့တော့စားတော့ဖြစ်တာဗော။ဒါပါပဲ။စတွေ့တော့စားတော့ဖြစ်တယ်။ပြီးတော့ဟွာဘယ်လိုပြောရမလဲ။စပြီးတော့တောက်တယ်ဆိုရင်ပြင်မဲ့လဲကွာ။တောက်ပြောချင်တာတောက်တာဒါအပိုင်းတစ်ခုပါရှင်းနေမှုပေါ့ပြောမယ်ဆိုရှင်ကွာဟိုဂျားထဲမှာဒီလူနှစ်ယောက်ကိုအဲ့လိုပို့ပြီးရင်းနှီးပွားဖို့အတွက်အမြန်ဆန်းဆုံးနီလန်လေးတစ်ခုပေါ့ဒါရသမားတွေ topic တော့မဟုတ်ဒါပေမဲ့အမြန်ဆန်းတာဟိုပေါ့တချို့တထေးကြီးပြောတယ်လေဟိုစားဒီတိုင်း coffee ဆိုင်မှာထိုင်ပြီးတော့စကားပြောတာထက်ကိုအဲ့လူနဲ့ပို့ပြီးတော့အဲ့လူအကြောင်းကိုအတွေးကြသိချင်ပြီးတော့ပေါ့သူနဲ့အလုပ်ကိစ္စပဲဖြစ်ဘာဖြစ်ပေါ့နော်တေးချာစကားပြောချင်လို့ရှိရင်ရက်တာပြီးပြောကြတယ်ကျွန်တော်ကလည်းဒီလိုပဲပေါ့နည်းနည်း influence လေးယူလိုက်တာဖန်ပြီးတော့ငါ့နောက်မှလာပြောအမီးထိုင်စားရတဲ့သူတွေအကြောင်းကတော့ဒီမှာထားလိုက်ပါမယ်ဒါတော့ခဏလေးဒါကနောက်တစ်ခေါက်ကြားပါခဲ့တာလေနော်ဟိုအိမ်ကပါလာသမျှဟုတ်ပေါ့ကျွန်တော် list နဲ့ရေးထားတယ်ဘိုင်လေးနဲ့လာခိုင်းကြရှင်ဘသူဘယ်နေ့ကဘယ်ညမှာထိုင်နေတဲ့အချိန်မှာဘယ်နှခုမျိုးသွားပါတယ်ဘယ်နှခုမျိုးသွားပါတယ်ဆိုတဲ့ list နဲ့လာမယ်အိမ်ကထည့်ပေးလိုက်ပြီးမှစသားကြောက်တွေအားလုံးစားသွားတဲ့လူပါညာဆိုပြီးကျွန်တော်တို့ကပဲရုပ်ရှင်တိတ်မကြည့်လို့ရတယ်သူတို့ကစသားကြောက်လေးက flash ဖြစ်နေရလားပြတ်သွားနော်ရေရောက်ထဲမှာပဲရှားတော့ပြတ်သွား anyway ကျွန်တော်တို့ပေါ့နော်ကျွန်တော်အဲ့နေ့ကလည်းစရှာလာတယ်ပြီးတော့ဘာလို့ဒီနိုင်ငံမှာကျွန်တော်တို့ကဟိုနေမယ်ပေါ့နော်အခုဒီဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကိုကဗလန်နဲ့ပဲနေမယ်ပဲဖြစ်ဖြစ်တစ်တလုံးပဲနေမယ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီနိုင်ငံရဲ့ income တစ်ခုတော့ကျွန်တော်လိုတာပေါ့ဒါပေါ့အဲ့တော့ဒီ income များလို့ရှိရင်တော့ကျွန်တော်တို့ကအမိနန့်နေရမှာလမ်းတွေမှာဟုတ်တယ်မိနန့်နော်မိနန့်ရင်တော့မှဘာညာထိုင်းစကားနားလည်မှာဟိုကကိုယ်လမ်းမျိုးခေါ်ရင်တော့ကိုကအလိုက်နားဖြစ်နေသေးပြီကိုလည်းဒါပဲတက်တာအလိုက်နားဆိုရင်သေးပြီမင်းစားအောင်အခုလည်းဘာမှတက်နေသေးတယ်တော်လည်းကျွမ်းနေနေပါပြီနောက်တော့မှနေတိုင်းသွားလာလှုပ်ရှားနေတာပါဆိုအဲ့ကြောင့်လေဟိုအဲ့တော့ဆိုလို့ရှိရင်အမှစတွေ့ပြောကြတော့အဲ့မှာနည်းနည်းပါတောက်ရင်လည်းစကားပြောပြတော့ကြတော့လေ
ပြီးတော့နင်းနဲ့ငါနဲ့က extroversion တူတဲ့အခါကျတော့ ဖြစ်နိုင်တာ စကားအဲ့လိုမျိုးပြောလို့ရပါကွာသိရမလားအဲ့လိုမျိုးလေတယောက်ကတော့အများကြီးအဲ့လိုမျိုးဟိုညှိစရာမလိုဟိုဒီဘက်ပြောဆိုတာစင်ပြေသားပဲဆိုတော့ 3နဲ့4မလားနှစ်ပဲညီပြီးသားစီနီယာလိုက်တယ်ပေါ့ကျွန်တော်တို့ကတော့ခမရောက်လာတဲ့အချိန်ကျွန်တော်တို့ကတော့ honeymoon time လေးမဟုတ်တော့ဘူးဟုတ်တော့တကယ်စပြီး survive လုပ်ရတဲ့အတိုင်းဖြစ်သွားပြီဘာလို့ခမကတော့စရတဲ့အချိန်မှာတကယ် honeymoon time ဟာခါဘန်ကောက်ရောက်လာပြီတည်းဟာဟိုအားဒီအားကျွန်တော်ကြောင့်အဲ့မှာကြောင့်နှစ်ဖူးတွေဒူးတွေဖြစ်နေအဲ့မှာချိန်ရတိတ်မကောင်းတော့လိုရဲအဲ့ဒါနဲ့ဟိုရောက်ချင်းမှာပေါ့နော်ရောက်ချင်းမှာအဲ့လိုပဲ online ကနေပြီးတော့အတိတရားကနေပြီးတော့လှမ်းပြီးတော့ကျွန်တော် post လေးတစ်ခုလှမ်းပို့ပြီးရပေါ့အဲ့ကိုတယောက်ကအဲ့ဒါနဲ့လူနဲ့မင်းနဲ့တော့ပြောကြည့်ပါလားအဲ့ဒါဆိုတော့အော် okay လို့ဆိုပြီးတော့ကျွန်တော်အဲ့ post ကိုတင်ထားတဲ့ date တွေပါကျွန်တော်လည်းမကြည့်ဖြစ်ဘူးတော့ပြောလိုက်တာဒါပေမဲ့အလွန်ခဲ့4လလောက်ကတင်ထားတဲ့ post ကြီးအဲ့အလုပ်ခေါ်တဲ့ post ပါလား post ကအဲ့ဘာလောက်ကမှာလဲဆိုတော့ဝိညာဉ်မှာတဲ့ trim လောက်ကမှာဆိုတော့အော် okay ပေါ့မင်းနဲ့ experience ရှိတာဆိုတော့မရှိဘူးလို့အဲ့ဒါနဲ့သူကနောက်ထပ်မေးခွန်းတစ်ခုကျွန်တော်ထပ်ပေးတယ်မင်းနဲ့ဟိုဆက်ချုပ်တာသိရမလားတဲ့ဆက်ချုပ်တဲ့သူတွေလို့အဲ့လိုသိရဲလို့ငါတို့အလောက်ကလည်းဆက်ချုပ်တဲ့သူတွေမျိုးပဲတဲ့ဟိုတရက်ကို9နိုင်လောက်ပေါ့တောက်လျှောက်ထိုင်ပြီးလောက်ကမှာဆိုတော့မင်းလုံနိုင်ပါမလားတဲ့မင်းယောက်ျားလေးဆိုတော့တဲ့ဟိုမလုံနိုင်မှာစိတ်ပဲဆိုတော့အဲ့ဒါနဲ့ဘာဖြစ်ဘူးလို့ငါလည်းရန်ကုန်မှာလို့လဲတိုင်းပိုင်းလဲချုပ်တော့ငါလည်းတစ်ခါထိုင်လို့ရှိရင်ငါတနေပုံနည်းနည်းလောက်ကိုထိုင်ပြတာလို့လုပ်တဲ့ချိန်တွေမှာဆိုတော့ငါ try ကြည့်ချင်တယ်လို့ဆိုတော့အားလည်းအော် okay တဲ့ဆိုပြီးတော့ကျွန်တော်စပြီးတော့တကြံတွင်းမှာပေါ့စပြီးတော့မင်းနဲ့လာပြီးတော့စ try ကြည့်တာအဲ့တဲ့မင်းဟိုတင်လဲတင်မင်းနဲ့ဆိုတော့စသွားပြီးတော့လုပ်ကြည့်တာပေါ့နော်အော်ကျွန်တော်စတယ်စိတ်ကြောင့်မကြိုက်ဘူးလေဝိကိုကျွန်တော်ကြိုက်တဲ့သူမဟုတ်ဘူးအေးဟုတ်လို့လေနင်တခါမှအဲ့လိုမျိုးတခါမတော့ဘူး fan မှသာနဲ့လောက်တာတခါမတော့ဘူးလေဟိုထူးဆန်းဟုတ်ပါအရက်တာဟိုခွေးလို့နွားလို့သွားရင်တော့တာဆေးကြောက်တော့တကယ်ကိုမတော့နိုင်တာအဲ့လေဆက်ဆက်ချင်းရောက်တဲ့နေ့မှာတကယ်ကျွန်တော်တို့တကယ်ကိုဘယ်လိုပြောရမလဲမရဲလားတကယ်ပြောစရာစကားတော့မရှိဘူးနန်းပေါ့နော်ဟိုတောက်တဲ့သူတွေတော့ကတော့ဒီ strain တစ်မျိုးကိုပဲတောက်ကြတယ်လေ strain ပေါင်းများစွာကိုစိုက်ထားတဲ့နေရာတစ်ခုမှာကြတော့အဲ့အနံ့တွေအပြည့်ပဲနေရာတိုင်းမှာအပင်နေနဲ့ဟိုကတော်တော်ပြီးတော့ပို့ဆိုတာအဲ့မတိုင်ခင်တညရတယ်ဂျန်တွင်းဆိုတော့မူရသည်လေသွားပြီးတော့ရတကြံပြီးမှသွားပြီးအလုပ်ကိုဆင်းလိုက်တာတကြံတွင်းစဆင်းရတာတကြံတွင်းသွားပြီးအလုပ်ဆင်းရကျွန်တော်စဆင်းတာ14ရက်နေ့ဝါApril 14ရက်နေ့အဲ့မှာအဲ့ရှင်းညမှာလည်းအဲ့ဒါတကယ်ချင်းတွေကခေါ်လာတယ်အဲ့တော့မူးပြီးတော့မနေ့4နိုင်မှပြန်လာဟိုဘက်ကစပြီးတော့ကိုစတင်ပြီးမယ်ဆိုပြီးတော့အဲ့ week train mode ကိုသွားတော့မနေ့8နိုင်ရောက်ဂါထွက်နေတာပဲအဲ့မှာအဲ့ဒါလည်းအဲ့လိုနဲ့ပဲပေါ့ကျွန်တော်တပတ်လောက်လုပ်ဖြစ်သွားတယ်တပတ်လောက်လုပ်ဖြစ်ပြီးတော့ဟိုပေါ့သူတို့ဒီ training အချိန်ပြီးသွားပြီပေါ့သူတို့ဆက်လုပ်ဖို့မရှိဘူးလေဆိုတော့okay လို့အဲ့ဒါတကယ်လို့မင်းတစ်ခုထပ်လုပ်လို့ရှင်တော့ပြန်ဆက်သွယ်ပြီးပါဆိုပြီးတော့အဲ့ဒါလည်းအဲ့တပတ်အတွင်းမှာပဲအပိုင်း1လေးကစသိန်းဟောဟုတ်တယ်အားကြောင့်မလို့ငါရောက်တဲ့ July လလောက်မှာကြာတာနေအလုပ်ဆက်ရှာနေတော့ပဲဖြစ်နေရဖြစ်နေဆက်ရှာနေတော့ပဲ KSD ပေါ့ဘယ်လိုပြောမလဲဆိုတော့ဟိုကလည်းပတ်စံပေးရပဲပတ်စံပေးရလည်းရှိတာပဲဒါပေမဲ့ visa process တွေကလည်းရှုပ်တယ်ဗျာရှုပ်တဲ့အတွက်ကြောင့်မလို့ဒီမှာကျွန်တော်တို့ဒီ visa ကိစ္စအတွက်ကိုရအောင်လုံရင်းရနေပြီတချို့ဟာတွေဆိုလို့ရှိရင်လည်းအဆင်မပြေတာအများကြီးပဲပတ်စံနေတာကုန်သွားတာပေါ့နော်ဟုတ်တယ်ကိုတယောက်ထဲလားဆိုတော့လည်းမဟုတ်ပြန်ဘူးလူပေါင်းများစွာဆိုတော့ဟိုဘယ်သူမှန်တယ်မားတယ်ဆိုတာကတော့အဖြစ်လဲတင်လို့မရတော့ဘူးကိုဘွားနဲ့ကိုပဲပေါ့နော်အဲ့တော့အဲ့ချိန်မှာပါလိုက်ပတ်စံလဲကုန်းပြီးတော့နောက်ဆုံးကို passport စာအုပ်ထဲမှာလည်းကြည့်တော့ visa တိတ်မကြံတော့ဘူးအဲ့တော့ဟိုငါဘာဆက်လုပ်ရမလဲပေါ့လောက်ကလည်းမရှိဘူးအဲ့တော့မြန်မာနိုင်ငံကတစ်ခါလေးရတဲ့ freelance လေးလုပ်လဲဟိုနေဖို့စားဖို့အတွက်ကိုဘလို့မှ backup လုပ်လို့မရတာအဲ့ဒါနဲ့ကဲမထူးငါလှုပ်လျှောက်ထပ်ပြီးတော့ရှောက်ရမယ်ဆိုပြီးတော့ထပ်ပြီးတော့ try တာပေါ့နော် try တော့ဒီတိုင်းပေါ့ online မှာတွေ့တဲ့ဟာတွေကိုမေးတွေပို့တယ်စာတွေပို့တယ် try နေဟိုတခါလေးနေတိုင်းရှောက်ရင်းနေတော့မှကိုယ့်ကိုဘယ်လိုတောင်ခံစားလာလဲဆိုတော့ဟိုဒီဟာတွေအကုန်လုံးလိန်နေတာများလားပေါ့အဲ့မလားကိုတော့ပြောလဲလို့ရှိရင်ကိုပြန်မေးရမေးကုန်နေဘာတွေမှနားမလဲဘာတွေလုပ်ချင်ကြရလဲပေါ့ဒီကပြီးတော့ကိုဆိုးတာကိုကဟိုကျွန်တော်ဆိုလို့ရှိရင်ဟိုကိုက professional ဒါလုပ်တတ်တယ်ဆိုပေမဲ့လည်း
ဒီ position တစ်ခုတည်းကျွန်တော်ရှောက်တာမဟုတ်ဘူး position ပေါင်းများစွာကိုရှောက်တာအဲ့တော့တချို့ဟာတွေဆိုလို့ရှိရင်တို့က experience ကိစ္စနဲ့ပတ်သက်ပြီးပြန်လာမေးတဲ့အချိန်ကျတော့ကျွန်တော်မှဘာမှမရှိဘူးโอเคကျွန်တော် hotel ဘိုင်းကိုရှောက်တယ်ဆိုလို့ရှိရင်ကျွန်တော် F&B နဲ့ပတ်သက်ပြီးတော့မေးတယ်မေးကျွန်တော်လည်းမသိဘူးခါမှာပြီးတော့နောက်တစ်ခုစပင်းအရှိပေါ့ဩသမင်းရှိရတဲ့သူကပြဿနာရှိရတယ်ရှိတာပေါ့ကျွန်တော်ဒီ hotel ဘိုင်းမှာဆိုလို့ရှိရင်ပေါ့နော်လူရဲ့ဝစ်စားဆင်ရင်ပုံပေါ့အဲ့တော့မာဖီးယားမင်းလုံးမင်းအလုံးမယ်ဆိုရင်မင်းဟိုဘယ်လိုလဲ give and take ပဲမင်းဒါပေးဒါရမယ်ဒါပဲအဲ့တော့သူကအန်စင်ရမရလည်းမသေးကြသေးဘူးကိုကလည်းဘာညာအကုန်လုံးဝအောင်မယ်အဲ့တော့မဟုတ်သေးပါဘူးအဲ့ဒါလည်းအိမ်ကညီလေးတယောက်နဲ့တိုင်မြင်ပြီးတော့ငါ့လို့ profile ရိုက်ပေးစမ်းကွာလို့ portfolio ကလုံးလို့ portfolio ဆိုလို့ရှိရင်ဟိုနည်းနည်းဟိုပြောရင်တော့လူရှိန်လေးရယ် CV ပေါ့ကျွန်တော် CV ရိုးလေးပေါ့သိရမလားဒါပါတယ်ဒီအကြောင်းနဲ့ဒီမွေးနေ့ဒါမွေးအသက်ဘယ်လောက်ရှိရဒါတက်တယ်ဒါမတက်ဘူးဒါမရဘူးဒါပဲအဲ့ဒါအမြန်ဆုံးနည်းလေးပဲအားလေအညာရင်းချင်းချစ်ချင်းပဲထားပြီးတော့အညီလေးကိုတိုင်းပြီးတော့ငါ့ကိုတက်မရိုက်ပေးလို့ငါ့ကို CV လုပ်မယ်ဆိုပြီးအဲ့ဒါနဲ့နောက်ထပ်တစ်ယောက်က CV ပြင်ပေးရဲ့နောက်တစ်ယောက်ကအဲ့ဒါနဲ့ကိုတွေ့ရရ ready ပဲဆိုတော့ okay ဆိုပြီးတော့နောက်တစ်ယောက် print ထုတ်3ရက်5ရက်ထုတ်ပြီးတော့တိုးတာ file ခုနဲ့ကျွန်တော်လည်းလုံးနဲ့ပြေးရပဲပထမဆုံးစပြီးတော့ဘယ်လိုလုပ်စားကြပြသွားလဲဆိုတော့ဆိုင်ကစပြီးတော့အလုပ်ခေါ်နေရဲဆိုတဲ့ဟာပြီးတော့ဟို beer pub ပေါ့နော် pub house ပေါ့အဲ့တော့နေရာလေးကိုကြည့်လိုက်တဲ့အချိန်မှာအခုအဲ့ map မှာကြည့်လိုက်တဲ့အချိန်မှာဟာဆိုင်ရလည်းမိုက်တယ်ပေါ့ဟာပြီးတော့ဘာညာပေါ့ရဲလဲတောက်လို့ရရပေါ့ဗျာအေးဆေးတော့သိရမလားဟာစိုးလို့ငါလို့တားကအပြဲဒီမှာကိစ္စမဟုတ်ဘယ်လိုလဲဆိုမဟုတ်လေဟိုစလုံးနဲ့လုံးတွေလုံးအောင်ပါပဲကိုပျော်တဲ့နေရာလေးမှာပဲရှင်းတတ်မယ်လေအေးဆေးပေါ့သိရမလားဝါသနာနဲ့အလုံးနဲ့ထပ်တူကြားချင်တာဒါပေါ့အဲ့လိုပဲဖြစ်နေအောင်သားတယ်အဲ့ဒါလည်းသွားလျှောက်တော့ဟိုလေးကလည်းရောသူတို့ကလည်းတကယ်အားကျင့်လို့နေရဒါပေမဲ့တစ်ခုပဲပေါ့ရောက်ချင်းမှာအိမ်ထဲကလည်းတော်တော်ဝေးတယ်ကျွန်တော်အဲ့ဒီသွားလျှောက်တဲ့ဟာကလည်းအဲ့ဒါဟိုထိုင်းစကားပြောတယ်လားတဲ့ပထမစပြီးထိုင်းစကားမပြောတတ်ဘူးလို့ဆိုတော့သူတို့ကလည်း main ကလေးပဲလို့ကျင်တာတဲ့ထိုင်းစကားပြောတတ်လို့ရှင်တဲ့အခုချက်ချင်း kitchen helper မှာတန်းဝင်လို့ရတယ်ဟာအဲ့မှာကျွန်တော်တစ်ခုစဉ်းစားမယ် kitchen helper ငါဝင်ပြီးတော့ရလို့ရှိရင်သူကနည်းနည်းလှီးတဲ့ဘာညာဟိုပေါ့ဟိုချက်တက်လာနည်းနည်းပါချက်ဟုတ်တယ်ကျွန်တော်တို့ဟိုချက်တက်တယ်ဆိုတော့အဲ့ဒါနဲ့ထိုင်းစကားမတက်လို့ရှိရင်တော့အဆင်မပြေဘူးဘာလို့ chef တွေကတော့ထိုင်းနေပဲမဟုတ်ဘူးတဲ့အေးပေါ့နင်ထိုင်းလို့ပဲပြောမှာဆိုအဲ့လေဟာတေပြီးလို့ငါတော့ကျွန်တော်တို့တွေးလိုက်တာဟုတ်တယ်မ kitchen helper ဆို kitchen helper နေငါပညာသင်ပြီးလို့ရှိရင်ငါတစ်ခုမဟုတ်တစ်ခုတော့ဆက်ပြီးတော့ရှောက်ထပ်လန်းလို့ရတယ်ပေါ့နောက်ထပ် career ငါဟိုအသက်အရွယ်လေးတစ်ခုနောက်ထပ် career လေးတစ်ခုထပ်ချင်းရတာပေါ့ chef ဖြစ်ဘာ chef ရတော့မဟုတ်ပါဘူးဘာညာပေါ့ဟိုခုပေါ့ဘာညာပေါ့စတီးဘောတော့မဟုတ်သေးဘူးပေါ့အဲ့ဒါနဲ့ထိုင်းစကားများလို့ဆိုပြီးတော့အဲ့ဒါနဲ့အဆင်မပြေတော့အဲ့ဒါနဲ့ကျွန်တော်ဗမာစကားပုံတိုင်းပဲပေါ့ငါမရတော့ရေချိုးတော့ပြန်ရမှာပဲဆိုတော့ကျွန်တော်လည်းအဲ့မှာတွေ့တဲ့ဆိုင်အကုန်လိုက်ပြီးတော့ပြောတော့အဲ့မှာတစ်ဆိုင်ကတော့အဲ့ပြင်သစ်ပေါ့နော်ဒီသူပြင်သစ်ဒီ culture style အတိုင်းကိုဖွင့်ထားတဲ့ဆိုင်လေးအဲ့မှာသွားပြီးတော့စကားသွားပြောတော့အဲ့မှာရှေ့မှာပေါ့အဲ့ဆိုင်မှာဝန်ထမ်းတွေကောင်မလေးရှေ့မှာရှယ်နေတော့ဒီဆိုင်မှာ manager ရှိတာလို့ဒါမှမဟုတ်တထေးရှိတာလို့အဲ့ဒါငါစကားပြောချင်လို့ဆိုတော့ဘာမှဖြစ်လို့လဲဆိုပြီးတော့ဟိုဘာမှမသိဘူးပေါ့အဲ့ဒါနဲ့ဒါပေမဲ့တို့ manager ကိုခေါ်ပြီးလိုက်တော့အဲ့ဒါကျွန်တော်လည်းစကားပြော manager အားလည်းမင်းဟိုမဟုတ်တဲ့ဘာလိုချင်တာလဲတဲ့ဘာကူညီငါတို့လုပ်ပေးရမှာဘာလဲဆိုတော့အဲ့ဒါမဟုတ်လို့ငါတို့လှုပ်လာလျှောက်တာလို့ဟိုဟာလေဟာလာအဲ့ဒါ miss CV ခဏပေးဆိုတော့ကျွန်တော်လည်း CV ပေးလိုက်တာသူတို့ CV ချင်းဖတ်ကြည့်အားလေငါတို့လည်းလူတော့မလိုဘူးတဲ့ပြီးတော့တဲ့မင်းဒီ buy industry မှာတဲ့ဟို experience မရှိဘူးတဲ့ဟုတ်တယ်လို့ငါ experience တော့မရှိဘူးလို့ဒါပေမဲ့ငါအလုပ်တစ်ခုလုပ်ချင်တယ်လို့အဲ့တော့လို့မင်းတို့အဆင်ပြေမယ်ဆိုရင်လို့ငါကူညီပေးပါဆိုတော့သူတို့အခုတော့တဲ့လူဟိုမလိုသေးဘူးတဲ့ဒါပေမဲ့မင်းအခုလိုမျိုး working လာလျှောက်တဲ့ဟာတော့ငါတို့ appreciate ဖြစ်တယ်တဲ့ဟုတ်တော့ဟိုငါတို့ဒီစီမှာသူတို့ရှင်ရတယ်ပေါ့နော်ပိုင်ရှင်ကလည်းဟို partner ပေါ့ပိုင်ရှင်ဆိုတာဟို share partner ကလည်း foreigner ပဲဆိုတော့ငါတို့နိုင်ငံမှာဆိုလို့ရှိရင်လည်းဟိုအဲ့လိုမျိုး working လာလျှောက်လို့ရှိရင်ငါတို့ဟို experience ဒီပါရထက်ကိုဟို appreciate ဖြစ်တယ်မင်းတို့အားလည်းတေးချာစကားပြောတယ်ပြောပြီးတော့ကျွန်တော်အဲ့ဒါသူ့ရဲ့ line ကောင်းနေပိုင်းနဲ့ပေးပြီးတော့အားလည်းငါတို့ပြန်ဆက်သွယ်မယ်ဆိုပြီးတော့အဲ့ဒါလည်းပိုင်းပြန်ဆက်သိမ်းသွားပြန်အဲ့ဒါလည်းရှက်သွားအောင်အဲ့တော့ပထမဆုံးစပြီးတော့ထွက်တဲ့နေ့ပဲအပြင်ကို
အဲ့ကနေစပြီးတော့တောက်လျှောက်ကိုခင်ဗျားရောက်တဲ့အထီကိုတောက်လျှောက်ကိုနေတိုင်းအောင်ကျွန်တော်အဲ့ဒါဒိုးတာဒီမှာပေါ့ဒီမှာဟိုပေါ့အခုလဲလုံနေဦးမယ်ထင်တာပဲဒီ job fair ပွဲတွေပေါ့အချိန်ကုန်လူပင်မငွေကုန်ပေါ့ဘာကျွန်တော်လည်းသွားကြည့်တာပဲလေသူတို့နိုင်ငံသားကိုခန့်တာပုံများတာ哦အဲ့ပေါ့ဒါပေါ့ဒါကျွန်တော်နိုင်ငံမှာတကယ်လို့ job fair ပွဲလုပ်လို့ရှိရင်လည်းကျွန်တော်နိုင်ငံလူမျိုးပဲကျွန်တော်အရင်ခန့်ပါပဲဒါပုံမှန်ပဲလေဒါပုံမှန်ပဲလေဟိုသူတို့နိုင်ငံလူမျိုးဦးစားပြီးပထမဆုံးဦးစားပြီးပဲကျွန်တော်တို့ဆိုတာနောက်မှာပဲသွားမှာပဲလေအဲ့တော့ဟို try ကြည့်နေတော့မဟုတ်နောက်ထပ်ဟာရှိရင်လည်းသွား try ကြည့်ပေါ့ဟုတ်ပေါ့ကျွန်တော်ကတော့အဆင်မပြေခဲ့ဘူးဟုတ်ဆိုတော့ကျွန်တော်သူတို့ QR code တွေပေးတယ်ကျွန်တော်အဲ့မှာအကုန်ဝင်တယ်အဆင့်အကုန်ဝင်တယ်နောက်ဆုံးအဆင့်ညလို့ရှိရင်သူတို့မေးတယ်အဲ့ထိုင်းစကားတက်လာအဲ့လိုမေးလို့ရှိရင်နောက်ဆုံးအဆင့်ဆိုတာနဲ့ကျွန်တော်တို့ဒီ passport ပေါ့နော်ထည့်လိုက်ကျွန်တော် passport နံပါတ်ရိုက်ထည့်လိုက်တာနဲ့အဲ့နောက်ဆုံးအဆင့်ကိုစက်ကိုသွားလို့မရတော့တာအော် apply ခလုတ်ကိုမပါတာနိုင်ငံသားကိုဆိုလို့ရှိရင်ပေးပြီးတော့ကျွန်တော်ဒီပေါ့ကျွန်တော် passport ဒီ passport နံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ဟိုဒါနိုင်ငံသားလားသူတို့နိုင်ငံသားလားဆိုတာသိတယ်ပြီးပေါ်ပြီလေကုန်းနံပါတ်ကခွဲထားပြီးတော့ဆိုတော့အဲ့ဒါနဲ့ဟာ apply ခလုတ်နှိမ့်လို့မလဲဟာ try နေကျွန်တော်တယောက်တည်းလားဆိုတော့မဟုတ်ဘူးကျွန်တော်လည်းလူသွားတယ်နောက်ထပ်သူတွေလည်းအတူတူပဲအဲ့လိုမျိုးဟာမဟုတ်သေးဘူးအဲ့လိုမျိုးပေါ့အမျိုးစုံတော့ try ခဲ့တာပဲအဲ့တော့ try ကနေပြီးတော့ပဲနောက်ဆုံးပေါ့ဒီ visa ကိုထည့်ရဖို့တော့ကိုနိုင်ငံချင်းထွက်ရမယ့်အချိန်နဲ့ကြုံတာပေါ့ကျွန်တော်ကမ်ဘောဒီးယားသွားရမယ်ဆိုပြီးတော့ကျွန်တော်လျှောက်ထားတဲ့အကြောင်းကဟိုပါပေါ့ကမ်ဘောဒီးယားထွက်ပြီးတော့ visa ထပ်ပြီးတော့ apply လုပ်ရမယ်ဆိုတော့အဲ့ဒါနဲ့ okay ပြီးတော့အဲ့အချိန်ကလည်းကျွန်တော်တို့ဒီ work permit တွေပါအတွက်လည်းဘာမှမဖွင့်သေးဘူးကျွန်တော်ရောက်ချင်းချိန်ပါတယ်ဆိုတော့ဟိုအဓိကလက်ထဲမှာ visa ရှိဖို့အရေးကြီးတယ်အဲ့တော့ okay ဆိုပြီးတော့ကျွန်တော်ကမ်ဘောဒီးယားထပ်ထွက်ကမ်ဘောဒီးယားထွက်တော့လဲအဲ့လိုပဲ9ရက်ကြာမဲ့ process ကတစ်ပတ်ကြာတယ်တစ်ပတ်ကြာတော့ကျွန်တော်တို့ကဒီ9ရက်စာအတွက်ကိုအကုန်လုံး contract အကုန်လုပ်ထားပြီးသားဟာကိုမှနောက်ထပ်ထပ်ပြီးတော့ပို့သွားတဲ့ဟာကြတော့ hotel ကတွေစားစရိတ်ဟာတွေပါကြတော့ cost ထပ်ပေးအဲ့တော့ခွေးဖြစ်ပြီးရင်ခွေးဖြစ်ပဲတကယ်လေးပဲမထောက်အောင်ပဲအဲ့ဒါနဲ့ပဲပြန်ရောက်လာတာပေါ့ဗီဇာပဲလည်းအကုန်ရငါပြန်ရောက်လာပြီဗီဇာရလာပြီဆိုပြီးတော့ပြန်ရောက်လာခဲ့တယ်ရောက်လာချင်းမှာပဲရောက်လာပြီး2ရက်ပဲကြာတယ်ကံကောင်းတာပေါ့နော်အဲ့မှာအဲ့ကျွန်တော်တကြံတော့သွားလုပ်ခဲ့တဲ့အဲ့ we train လုပ်တဲ့ဇီယာရောပြီးတော့အဲ့ဘားကရောပြန်ဆက်တွေ့တာချက်ချင်းပဲဟာမက်ဆီနော်ဟာဖိုင်းလာကြီးလားပေါ့ငါဘယ်လိုလုပ်ရမလဲပေါ့သိရမကြီးကျယ်နေသူများကြီးကြိုင်တော့ငါဆရာကြီးလိုဖြစ်နေတာပေါ့သိရမလားဟိုဘောတော့ဘာတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုအလုပ်လေးတစ်ခုရသွားပြီဆိုတော့ပျော်တာပေါ့ဟိုကိုဒီမှာကို professional line ရတာလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးဒါပေမဲ့ဘာညာမဟုတ်ဘူးပေါ့နော်ငါဒီမှာအလုပ်လုပ်လို့ရှိရင်ပတ်စံလေးတစ်ခုတော့ရပြီပေါ့အဲ့ဒါအရေးကြီးတော့မယ်လေကျွန်တော်တို့တက်တာအဲ့ဒါနဲ့ပျော်တော့အဲ့ဒါနဲ့နှစ်ခုလုံးပေါ့အဲ့လိုပဲသူတို့ကလည်းမင်း full time လည်းမခံသေးဘူးမင်း visa နဲ့ကလည်းအဆင်မပြေဘူးအဲ့တော့ငါတို့မင်းကိုတင်မေးပြီးတော့ကြည့်မယ်ဆိုပြီးတော့အဲ့နဲ့လှုပ်ဖြစ်သွားတာပေါ့ဒါပေါ့ဟိုဘယ်လိုပြောရမလဲဒီ struggle လုံးဝတဲ့ဟာတွေကိုပြောဟေ့ဆိုလို့ရှိရင်ပြောစရာတောင်မှလေဘယ်လိုပြောရမလဲအဲ့တော့ညားလုံးအားရှိတယ်တဲ့မှာတေးသေးလေးတွေဘယ်ကနေအစားထိုးမှမသိဘူးဟိုတော့ visa ဆိုလို့ရှိရင်လည်းထားပါတော့ immigration office ကိုသွားတဲ့ဟာအစားအဲ့ immigration office မှာ fountain နာအစောအဲ့လိုရစ်ခံရတာရောဘာရောဆိုတဲ့ခါကြတော့လေဟိုသူများကြီးမလိုတဲ့ document တွေကဆိုကိုရီမှာအကုန်ပေးရတာမျိုးပေါ့တဘောကကြည့်ရမလားပြီးရင်ပြောရလို့ပဲကွာဟို extension သွားတိုးရဆိုလို့ရှိရင်လည်းသူများ3ရက်နဲ့ပြီးရဆိုရှင်ကိုရီးယားအဲ့မှာ9ရက်လောက်6လက်ကချေရကြည့်ရမလားရက်ချင်းတာနဲ့စင်အဲ့လိုဟာရေဆိုရှင်လူတိုင်းကြုံရတာပါလူတိုင်းကြုံရကိုတယောက်တည်းမဟုတ်ဘူးဒါပေမဲ့မိုးပြိုများပဲလေအေးလူတိုင်းကြုံရလို့တော့ဘယ်သူမှတော့မပြောမဟုတ်မပြောတော့တာကွာဒီအရေးတစ်ခုကဘယ်လိုပြောမလဲထူးခြားစမ်းပြားနေတဲ့အရေးတစ်ခုမဟုတ်တော့ဘူးဟာမင်းဒါဖြစ်ငါတို့လိုဟီးဟိုက်ဖြစ်တာပဲအဲ့လိုပဲဒါပေမဲ့ဟိုပေါ့အဲ့အချိန်မှာတော့တကယ် immigration ရောက်နေတဲ့အချိန်မှာတော့အကုန်လုံးကကြည့်လိုက်ရင်တော့ဟိုရှင်ုံပန်းုံပဲဟုတ်တယ်အကုန်လုံးပြိုလဲနေပြီအကုန်လုံးတယောက်ချင်းမျိုးလုံးတွေသေတော့မယ်ကျွန်တော်ဆိုလို့ရှိရင်ဟိုပေါ့အမြဲတမ်းပေါ့နော်ကျွန်တော်တို့အမြဲတမ်းဟိုပို့သူများထက်ကိုပို့ပြီးကျွန်တော်တို့နည်းနည်းပေါ့ accessory ဝတ်တာလို့ပါအဲ့လိုမျိုးပေါ့နော်နည်းနည်းအရန်အဲ့လိုပေါ့ quality လည်းမဟုတ်ဝတ်တော့ဘလိုပဲဝတ်အဲ့ဒါမင်းဆောက်လို့ပဲနော်မင်း immigration လာမယ်ဆိုရင်အပြည့်တရှိနေတေချာတက်ရက်ငကတွေအကုန်ချွတ်
ရုပ်တည်ပဲစပင်းလေးပါလုံးဝစီ တလုံးအမေရိုက်နှက်ပြီးပြင်ခိုင်းတာ အမေမရဘူးလို့ပါလို့ဆိုရင်ဟာမရဘူးအမေတက်ကြောက်ရတယ်နော်ကိုယ့်ရဲ့ generally ဖြစ်သွားပြီသူတို့ဆိုကြောက်ပေးနေရတယ်ဆိုတော့တိတ်လုံးဘယ်သူမှမနိုင်ပါဘူးဆိုလက်လွတ်ထားပါဆိုတားလေးကဒီမှာကတားရလိုက်လိမ့်ပြနေရတယ်ဟိုပေါ့စကားပုံလိုပဲပေါ့ဟိုခွင့်မိကောက်ကြတော့ဆိုပါမယ်ခဏပေါ့ဒီစားစောက်တယ်တောင်းဝင်လာတယ်ချစ်ချင်းပဲပုံစံပြန်ပြောင်းသွားပြီโอเคအပြီးသားရသွားပြီထွက်တဲ့ခြေလမ်းအစားပုံစံပြောင်းသွားပြီမရခင်ကတော့ကြက်လေးလိုပဲဘာမှမလုပ်ဘူးဟုတ်တယ်ဒီဟိုရောက်ဖြစ်သွားတာလဲဟိုဒီဟိုရောက်ဖြစ်သွားတာလဲဟိုပေါ့အဲ့ကျွန်တော်တို့အတူတူပေါ့နေတဲ့ town house ကကောင်လေးတွေပေါ့နော်ကောင်လေးကောင်မလေးတွေပေါ့ဟိုသူတို့တွေလည်းတော်တော်ကောင်းပါတယ်တော်တော်ကောင်းတယ်ဆိုတာဟိုကျွန်တော်ထွက်လာမယ်ဆိုပြီးပြောတဲ့အချိန်မှာအကုန်လုံးကိုအဖက်ဖက်ကပေါ့တန်းနိုင်တဲ့လောက်ကိုအကုန်ကူညီပေးကြတယ်ဒါကျွန်တော်တို့ပေါ့ဘယ်တော့မှဟိုမေးလို့မရတဲ့တကယ်ကိုအကောင်းဆုံးဖြစ်ပြီးကြံခဲ့ပဲ memory မှတ်တရပဲဒါဟုတ်တယ်ဟိုငါးကြောက်ဆိုလဲဘယ်လိုပြောရမလဲအဲ့ငါတို့ရဲ့အဲ့ပူနာဝတီအဲ့ town house လေးอ่ะကွာဟိုအမှတ်တရအများကြီးရှိရဲ့အိမ်ကွာဘယ်လိုလဲဆိုတော့ပြောနေတာခက်ခဲတာတွေရောပျော်ရတာတွေရောဟုတ်ပါအများကြီးပဲတက်မလားအဲ့ဒီအိမ်မှာပဲနင်ဆိုလို့ရှိရင်လည်းလို့ရုံးကန်ရတယ်အဲ့ဒီအိမ်မှာပဲအလုပ်ရတယ်ငါဆိုလို့ရှိရင်လည်းအဲ့ဒီအိမ်မှာပဲအဲ့လိုမျိုးရောက်လာချင်းဆိုတာဘာမှညာမသိဘူးပြောဆိုပဲလေဘန်ကောက်ကိုဆက်ဆက်ရောက်ချင်း honeymoon တိုင်းလေနော်ငါဆိုလို့ရှိရင်တကယ်ဘန်ကောက်ကိုအရင်တော့တစ်ခါမှမရောက်ဘူးသူတို့ပဲလေအခုမှပထမဆုံးရောက်ဘူးကွာရောက်ဖို့ပြီးတော့ဟိုဘာမှလည်းမသိဘူးဒါပေမဲ့အားလုံးကကဲလာဗာလဲနင်တို့ဆိုရှင်အပြင်သွားရဆိုလို့ရှင်တက်လာကဲဂျာကြီးလိုက်ခဲ့လိုင်းထိတ်က7သွားမယ်ဆိုလို့ရှင်တော့အဲ့လိုပြောကျွန်တော်ရထားလေကျွန်တော်ရထားတယ်အတွဲလိုက်သွားတာအတွဲလိုက်ပဲတော့သွားအဲကျွန်တော်ကဘယ်တော့မှမရင်းကြပါဘူးတိုင်လုံးကအကုန်လုံးကတန်းစီယူပဲသွားတာအကုန်လုံးဖြစ်ရင်လည်းအကုန်လုံးပဲတန်းစီတယောက်လောင်းပြီဆိုရင်အကုန်ဝိုင်းလောင်းပြောနင်ပြောကဗာလဲအဲ့ CV form ပြင်ပေးရဆိုတာကိုပြောတာငါလည်းမှတ်မိငါလည်းအဲ့လိုအလုပ်ရပြီပါလဲသိရမလားလို့အိမ်မှာနာမည်စလုံးမမှားတာရစားဟဲ့ပြင်မအောင်လုပ်ဟုတ်တယ်ပြောအိမ်မှာရီရတာလောင်းနိုင်နေအချိန်လေးအေးဗာလဲရီရတာအိမ်မှာ graphic designer တွေ illustrator တွေဆိုကဲလည်းလုပ်ချညံ့နေလေညံ့ဆုံးပဲအိမ်မှာပဲမိတူစားဖွင့်လို့ရတယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်ဒီ town house အိမ်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအချိန်တိုင်းအရန်ပျော်ရွှင်စရာကောင်းတယ်တစ်ချိန်ပဲရှိတယ်တစ်ချိန်ကတော့ကျွန်တော်တို့အမြဲတမ်းအဲ့တစ်ချိန်ဆိုလို့ရှိရင်သွားပြီးမေးနေစရာတော့မလိုဘူးနင်ဘာဖြစ်နေတာလဲနင်ဘာဖြစ်နေရလဲဆိုမေးနေစရာမလို visa extension ထိုးရတော့မယ်အချိန်အပြိုလဲဆုံးအချိန်ပဲဟာလောက်ပါအောင် TN30 တွေမရတော့ပြန်ဘူးဒီမှာလောက်ပါအောင်နော်ခရက်တကယ်ခရက်တယောက်လောင်ရတအိမ်လုံးလောင်ရတယ်ဟာရှယ်လောင်ရတာဘသူသိရှိလဲလုံးအောင်ဟိုတစ်ခေါက်သွားရလို့ရှိတာဟာပုံမှန်ပဲနော်ဟုတ်ကျွန်တော်ထင်တာတော့ဟိုကိုရီမအဲ့လိုဖြစ်နေတာမဟုတ်ပါဘူးလူတိုင်းလည်းအဲ့လိုပဲဖြစ်နေပါဒါပေမဲ့အဲ့ဒီအိမ်လေးကိုရောက်သွားတာမှငါဘာကိုကျေးဇူးတင်လဲဆိုတော့အဲ့အခုငါတို့ပြောတော့ပဲကွာတယောက်နဲ့တယောက်အားလုံးစီးလုံးကြတဲ့ဟာလေးကတားချစ်ဖို့ကောင်းတာပေါ့နော်အားကြောင့်လည်းအမှတ်တရတွေများသွားတာလေဆိုတော့ငါဆိုလို့ရှိရင်လည်းနင်ကူညီလို့မို့လို့ဒီမှာကငါအလုံးရှောက်နေတော့မှအလုံးမရခင်ဆက်ကြားမှာဘယ်လိုပြောရမလဲရှော့ဘိုလေးရှာနော်ရှော့ဘိုလေးရှာအဲ့တော့မဟုတ်ပါဘူးဘာပဲပြောလေနင်ဆိုပြောလို့တက်မလားဟဲ့ဒူမာငါရှော့ဘိုတော့ရှာမရတော့မယ်ဆိုတော့โอเคမှာကျွန်တော် try ပေးမယ်ခဏစောအေးရတယ်လာတော့ဘယ်လောက်တော့ဒီမှာနေမယ်ဆိုရင်ဒီကပတ်စံရမှရအောင်ပါလေဆိုတော့အဲ့ဒါဆိုလို့ရှိရင်လည်းနေငါ့ကိုကူညီပေးပြီးတော့အလုပ်ရအောင်လုပ်ပြရပဲကွာပြောချင်တာဒါငါ့ဘက်တန်ငါဆိုလို့ရှိရင်ဘယ်ကနေဘယ်လိုစပြီးရှားကောင်းမှန်းလဲမသိဘူးဘယ်လိုသွားရမှန်းလဲမသိဘူးဒါပေမဲ့နင်ကူညီလို့မို့လို့အဲ့လိုကူရအောင်ရဲပြီးအိမ်မှာအလုပ်ဟိုဟာဘယ်လောက်တော့2ပတ်လောက်လုပ်လိုက်ရတယ်နဲ့2ပတ်လောက်လုပ်လိုက်ဟုတ်တယ်2ပတ်လောက်လုပ်လိုက်တစ်ခါပဲလား2ခါလား2ပတ်လောက်လုပ်လိုက်တယ်2ပတ်လောက်ကမှအဲ့ခဲမှာ3ရက်4ရက်လောက်အဲ့လိုလုပ်လိုက်တာအဲ့တစ်ခါလုပ်ပြီးတော့နောက်တစ်ခါထပ်ပြီးတော့ခေါ်တော့လုပ်ဖြစ်သေးတယ်လုပ်တယ်လေလုပ်သေးရနော်အဲ့တော့အဲ့မှာဒီမှာငါလည်းဝိပြတ်သွားတာကွာပြုတ်ကန်မယ်လေရောက်တာနဲ့ငါဝီချိုက်တယ်ဆိုပေမဲ့အဲ့ဝီဖန်မှာသွားလုပ်ပြီးတော့အခုထင်ကလုံးဝဝီအဲ့လိုမျိုးမတောက်ဖြစ်တော့တိတ်ပြီးတော့အရင်တော့မှတက်မလားဝီဖန်သွားလို့ရှိရင်ပြောမယ်ထင်လဲပါညာဆိုလောက်ကနေငါ့ကိုပြောရလေအနက်အရန်ပြင်းတယ်နော်ဂျာကြီးခံနိုင်မှာမဟုတ်ဘူးနှွေးတဲ့ထူထူဝတ်ထားအရန်လဲအေးတယ်အဲကုန်းနေဘလို့ဖွင့်လာရဆိုမဲကောင်မလေးကတက်မလားလောက်က fashion ဆိုပြီးလား fashion နဲ့လားတရပဲရှိအန်နာအနန်းနေဆိုးသွားလိုက်တာဆိုဟ
ဟိုအဲ့မှာတော့ငါဘာကြည့်သွားလဲဆိုအော်အေးဘယ်လိုပြောရမလဲဘယ်လုံးမှမလွယ်ပါလားဗောကြည့်မလားတော့ပကံပဲစစ်စစ်ဝိပဲညံ့ညံ့ဘာပဲလို့ကွာကြည့်မလားဒီအဲ့လိုမျိုးphysical labor လောက်ရတဲ့ဟာတွေရတယ်ဒါကဘာမှ short တွက်လို့မရဘူးဆိုတဲ့အရာလေကိုတိသွားတာပေါ့ကိုတိသွားရဲဆိုတာကိုတကယ်ရုန်းကန်ရပါလားဆိုတော့တကယ်လှုပ်တဲ့အချိန်ကြာမှာဟိုလူတိုင်းလှုပ်ချင်လို့လှုပ်နေကြတာဟုတ်တယ်ရှင်သန်မှုအတွက်ပဲဟုတ်တယ်ရှင်သန်မှုအတွက်ပဲဟိုအိမ်မက်တွေပါငါတထေးတိုင်းဖြစ်မှာပါဆိုအိမ်မက်တွေခဏဖယ်တာကိုကိုရှင်သန်မှုအတွက်ကိုတက်မလားနေစရာနေရာစားဖို့အတွက်ကအရေးကြီးဆုံးပဲဒါဘယ်ရောက်လေကိုနိုင်ငံမှာတော့မငတ်ဘူးလေဒါပေါ့ငတ်ဘူးမေးဘိုက်စားတယ်လို့ပြီးပြီအကောင်နေပမာလဲဒါကဲဒါပဲပြီးပြီဟုတ်တယ်မလားတို့ကိုဆိုလို့ရှိရင်လမ်းပြောလိုက်ရမေးပါလို့ချစ်မအေးစေပဲဒါပေမဲ့ဒီမှာကျတော့ကိုကျွန်တော်ဆိုလို့ရှိရင်အခုချိန်ထိကိုကျွန်တော်စပြီးတော့ပေါင်းခဲ့တဲ့ဒီ community ဒီလူနဲ့ပဲကျွန်တော်အခုချိန်ထိပဲစပ်ပေါင်းနေတာလူတိုင်းကအကုန်လုံးရုန်းကန်နေကြတဲ့အချိန်မှာပြီးတော့ပို့ဆိုတယောက်နဲ့တယောက်ရဲ့စိတ်တွေကိုလည်းကျွန်တော်မသိဘူးဟိုကျွန်တော်ဆိုလို့ရှိရင်စဆရောက်ခြင်းမှာဟိုပေါ့အလုပ်မရှိတဲ့အချိန်မှာကျွန်တော်အဆင်ပြေနေရဖြစ်ဖြစ်တဲရောအကူအညီအရင်တကယ်လိုအပ်နေပြီဆိုလို့ရှိရင်ကျွန်တော်တောက်လျှောက်ကိုကူညီပေးရဆိုတာလည်းကိုတကယ်လိုအပ်တဲ့အချိန်မှာကြတော့မလွယ်ဘူးဗျာဟုတ်တယ်ဟိုငါတို့ဒီမှာရုန်းကန်လာတဲ့အချိန်နင်တို့အခုမှစောသေးတယ်မင်းတို့ try ကြည့်အောင်ဆိုတဲ့ဟာတွေကအများတယ်အဲ့ဒါအလုံးမဖြစ်ဘူးလေဟုတ်တယ်နေရာမဖယ်ပေးချင်ဘူးအခွင့်အရေးမပေးချင်ဘူးလေဒါတော့မှဟိုလိုမျိုးကြီးကျယ်ရုံးလုပ်တယ်တည်မလားဟိုလိုမျိုးကြီးကျယ်ရုံးဆိုရင်တော့နေတော့ဖက်နှက်ပဲတော့တိုက်နေတာလေအဲ့လိုမျိုးအကြီးကျယ်ဟာတွေတော့မဟုတ်ဘူးဒီလိုမျိုးထားပါတော့ we fan ပဲဖြစ်ဖြစ်ဒီဘာမှပဲဖြစ်ဖြစ်လှုပ်ဖို့ဟာလေတခုဟိုတော့မှတည်မလားအဲ့လိုရှို့ထားတဲ့သူတွေတယောက်နဲ့တယောက်မငှဲ့ကြည့်ပေးတဲ့သူတွေအဲ့လိုမျိုးဂုံတိုက်တဲ့သူတွေအဲ့ကြောင့်လေနင်းအောင်ဆိုလို့ရှိရင်လည်းငါအဲ့ငါ့ကိုအဲ့လိုမျိုးငါ့ကိုဆိုတာထားပါနေဆိုအားလုံးကိုနေအဲ့လိုစောင့်ရှောက်ပေးရပါတော့။ငါကြည့်နေရဆိုလို့ရှိရင်အိမ်မှာကိုချင်းစာလို့ဗျာ။ဟုတ်တယ်။ဟိုသူတို့လည်းအဲ့လိုမျိုးပေါ့ဗျာ။တကယ်ကြိုးစားပြီးရှာခဲ့ရတာပဲအဆင်မပြေကြဘူး။ဒါပေမဲ့တယောက်ယောက်ကပေါ့ပြောဆိုပေးမှုကြောင့်လည်းရှာသွားခဲ့ဆိုလို့ရှိရင်သူတို့လည်းနောက်လူတွေကိုသူတို့လည်းကူညီပေးကြမှာပဲပြန်ပြီးတော့ဒီလိုပဲလေလက်ဆင့်ကမ်းပြီးသွားမှာပဲ။ပျော်လို့လာနေကြတာမှမဟုတ်တာ။အဆင်ပြေလို့လည်းမဟုတ်ကြဘူးလေ။အဲ့တော့ဒီလိုပဲတယောက်ကိုတယောက်တော့ဖေးမှပြီးကြည့်ရအောင်။ကျွန်တော်တခုတတိထားမိတာကျွန်တော်အဲ့လိုပေါ့နော်ကျွန်တော်ဘာမှသွားပြီးအဲ့လိုမျိုးတင်ရင်းနဲ့လှုပ်ဖေးနေတဲ့အချိန်မှာပေါ့ဒါအပတ်တိုင်းလည်းပေါ့တစ်ပတ်ကိုတရက်လောက်ဘာတတိယလန်းခေါ်ရင်သွားပြီးတဲ့အချိန်ပါဆိုရင်တကယ် general လုံးနေတဲ့ general worker တွေကအရန်ကိုပို့ဖြူစင်တယ်တကယ်ပို့ဖြူစင်တယ်ဟိုကျွန်တော်ဆိုရင်ကျွန်တော်တဲ့အသက်ကြီးရသူတွေတွေ့ရတယ်ကျွန်တော်တဲ့အသက်ငယ်ရသူတွေတွေ့ရတယ်ဟိုကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ဘာမှမလုပ်တော့ဘူးတကယ်ကိုကျွန်တော်ဘာမှမလုပ်တတ်တာနောက်ဆုံး okay ကျွန်တော် serve လုပ်ပေးရမယ်ဆိုရင် trade ကန်ရမယ်ဆိုရင်ကျွန်တော် trade မကန်တော့ဘူး trade ကန်နေဆိုတာလေဗျဟိုတာမာတဲ့သူကကင်မဟို strong ဖြစ်တာပါညာမရှိဘူးပင်မီလေးကလည်းတွတ်သူ pot shot နေအောင်ကန်လို့ရနေတိုင်းကျွန်တော်မှအတော့တော်မရှိရဘူးအဲ့ trade စားကန်လို့ရှိရင်အဲ့ဘောခွက်လေးနှစ်ခွက်လောက်တောင်မှယူမတက်ပဲအဲ့လိုမျိုးဆိုလို့ရှိရင်သူတို့တွေကကျွန်တော်တင်မိတာဟိုဒီနိုင်ငံရဲ့လူမျိုးတွေရောဒီထိုင်းလူမျိုးတွေရောပြီးတော့တခြားပေါ့နော်ကျွန်တော်ဗမာလူမျိုးတွေလည်းရှိတယ်ဟိုသမင်းသွားစားဖို့အတွက်ဗမာစားလို့စားမယ်နေရာအစ်စ်မှာသူတို့မှရှိတဲ့ဟာကျွန်တော်ထုတ်ကြွေတာသူတို့ထမင်းနေဟာဒီနေ့ဟိုဗာလဲကျွန်တော်ကိုတူးလိုပဲခေါ်တာကိုတူးရေးကျွန်တော်ဟိုစပြီးတော့တွေ့ကြလေဒီလိုပဲဟိုအမပြောသလိုပဲပေါ့ extrovert ဆိုတော့ဒီတိုင်းပဲပါပဲစကားပြောရနေပြီးခင်သွားတာပဲဆက်သားရောက်ရှင်းပါတယ်သူတို့အကုန်လုံးနဲ့ခင်သွားတာညီမလိုပြောမှဆိုလူမကြောက်တတ်ဘူးအရှင်းဆုံးပေါ့အဲ့ဒါခင်သွားတော့တို့ရှင်အဲ့ဒါဟာကျွန်တော်စားပြီးသွားပြီပြီးတော့ဘလူးစားလိုက်ဆွဲလိုက်တော့ဒါကျွန်တော်တို့ဟိုကျွန်တော်အဲ့ချိန်မှာကျွန်တော် 7-Eleven ပြေးလို့ရှင်ကျွန်တော်ပုံမှန်ဟာပြီးတော့ 7-Eleven တော့မှဘယ်လိုပြောရမလဲဆိုတော့အဲ့နားမှာဆိုရင်အဲ့ 7-Eleven နေရာတော့မှဟိုအစားတော့ပိတ်မစုံတစ်ချိန်လုံးအမြဲတမ်းကုန်နေရအဲ့တော့ဘာမှမရှိဘူးပါမုံနဲ့အေးရေပဲရှိမယ်အဲ့တော့ပထမတစ်ခါတော့ကိုယ့်ကို try ကြည့်ပြီမယ်နောက်တစ်ခါကျတော့ဟာဘယ်နားမှာစားတော့ဆိုင်ရှိမလဲသူတို့ဆိုရင်အမြဲတမ်းတက်လာပြီသူတို့ကျွန်တော်တော့စားပြီးပါအကျန်တာတော့စားလိုက်တော့အရန်ဟိုပေါ့ဖြူစင်တဲ့သူတွေကိုတွေ့ရတာတော်ကြောက်လဲ view site ပဲစောင့်ရှောက်ပေးချာနော်ဒါပေါ့ကျွန်တော်တို့ရင်တော်ဟိုတော်သဘောလဲကြတယ်ပြီးတော့ကျွန်တော်တခါမှမထင်ခဲ့ဘူးတဲ့ဟာတွေဗျာဟိုကိုလည်းတခါမှဘယ်သူမှမနေခဲ့ပါဘူးဒါပေမဲ့ပို့ပြီးတော့အဲ့နေရာကိုရောက်သွားမှာပို့အတွင်းရကြသေးတာလူတိုင်းကဟို
ကိုရင်တော့တွေးသလိုပဲမျိုးပေါ့တချို့လူကြီးဆိုလို့ရှိရင်လေသူတို့သားသမီးတွေဆုံးမှာနင်တို့နော်နင်တို့ပညာမတတ်လို့ရှိရင်ဒီအောက်ခြေလူတန်းကလောက်ရမယ်ကျွန်တော်တော့ရှင်းလေးပဲအဲ့လိုမျိုးဟာတွေဘတော်မှကျွန်တော်မွေးလာမယ်နောက်ကျွန်တော်သားသမီးတွေကိုလည်းဘတော်မှမတင်ပြတော့တင်ပေးမှလည်းမဟုတ် လူတိုင်းမှာတုတ်တန်ပုံနဲ့တူရှိရလေသိရမလားလူပဲလေနော်ဒါပဲတခါလေလူတွေကလည်းမကွဲပြပါလဲဆိုတဲ့ခါကျတော့ကွာဟိုဗန်းလဲလူရဲ့ကိုယ့်ရဲ့ attitude character နဲ့ပေါ့နော်ပြီးအဲ့လူလောက်တဲ့အလုံးနဲ့ကိုမကွဲပြကြအောင်ဒါပေါ့ငါတို့ရေဆိုလို့ရှိရင်ကွာနင်းဆိုလို့ရှိရင်လည်းအခုတဖြည်းဖြည်းတိလာမလားမသိပေမဲ့ဘယ်လိုလဲဆိုတော့ဟိုသူတို့ကပညာတတ်လို့ပြောနေရင်းနဲ့မှာဒါပေမဲ့တကယ်တမ်းsociety ထဲမှာဒီအတိုင်းဝိုင်းထဲမှာတကူကောင်းဆန်တဲ့သူတွေကြက်မလားကိုအဲ့လိုမျိုးမဆောင်ရှောက်ပေးတတ်တဲ့သူတွေကိုဖို့ပဲပိုကြည့်တတ်တဲ့သူတွေရှိရကွာဒါပေမဲ့သူတို့ကိုကြည့်လိုက်လို့ရှိရင်တော့ဆွမ်းနာနေပြောဆိုမျိုးဒီ general worker ဆိုပြီးလုပ်နေတဲ့သူတွေလောက်တောင်မှစိတ်ထားကအဲ့လိုမျိုးမရင်ကျက်နေရပြီး character မကောင်းတာ attitude မကောင်းတာတွေကအများကြီးရှိအောင်ပေါ်တာပါပဲညနေဖုံးတော့ကြာဝတ်လို့မရဘူးအချိန်တိုင်းညောင်းရင်တော့ခဏတော့ချွတ်မှာပဲချွတ်တဲ့အချိန်တော့ပေါ်တာနော်အဲ့ဒါကြောင့်ငါနေအောင်ဆိုရှင်အဲ့ဒါလေးဆိုလို့နည်းနည်းမေးချင်တယ်ဆိုတာထက်ကွာဘယ်လိုလဲဆိုမေးရဟေးပြောကြည့်လိုက်ရင်လည်းပေါ့အောင်မေးရဆိုတာထက်ဘယ်လိုပြောရမလဲဆိုတော့ဟိုငါကဟိုမိန်းမလေးလည်းဖြစ်တဲ့ဆိုတဲ့ခါကျတော့အပေါင်းတင်နေတာမိန်းမလေးပုံရတယ်ကွာများတော့ကြာတစ်ခါလေကြာရင်ယောက်ျားလေးတွေအချင်းချင်းဘော်ရာချင်းချင်းဘယ်လိုပေါင်းလဲဘာညာဘယ်လိုစိတ်ထားရလဲဆိုတော့ငါတိတ်မသိဘူးဒါပေမဲ့နေ့မှာဆိုလို့ရှိရင်နေ့မှာအဲ့လိုမျိုးဟိုကိုထက်ကြီးရဲ့တငယ်ချင်းတွေလည်းရှိလို့ရွယ်တွေလည်းရှိရဲကိုထက်ငယ်တဲ့ညီကိုတွေလည်းရှိရဲဒါပေမဲ့အားလုံးကွာနေဘယ်လိုပြောမလဲကူညီစရာရှိရကူညီရစောင့်ရှောက်စရာရှိရဆိုအမြဲစောင့်ရှောက်တယ်ပြောစရာရှိရဆိုလည်းပြောတယ်ဆိုတဲ့အခါမှာအဲ့ဒါကြီးဆိုလို့ရှိရင်ဘယ်လိုပြောမလဲနင်ဒါငယ်လေးတွေကတယောက်ကိုအဲ့လိုမျိုးအဲ့လို look up လုပ်ပြီးတော့တင်ယူလာခဲ့ရတာမျိုးရအောင်ဖြစ်မလားဒါဆိုဒါကပြောဆိုဒါလူတိုင်းသားမှာငါတိတ်မတွေ့ရဘူးကွာအဲ့လိုမျိုး trade တွေဆိုလို့ရှိရင်ဆိုတဲ့ခါကျအဲစကားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆိုလို့ရှိရင်ရန်ကုန်တကယ်ရင်လည်းပြောကြတယ်မင်းကလည်းငါတို့အသက်ရွယ်တာမင်းကိုကြည့်ရတာတေကန်နီဖိုးကြီးလိုပဲဟုတ်ဆိုတော့ဟိုဘယ်လိုမျိုးပေါ့နော်ဘသူ့ကိုကြည့်ပြီးတော့ဟိုအဲ့ဟာတွေကိုသိလာဆိုတော့အဓိကမင်းကတော့ကျွန်တော်အကိုပေါ့ဘာတော့ကျွန်တော်ဒီပေါ့အသက်အရွယ်ပေါ့နော်ကျွန်တော်ဒီ10တန်းလေးပါအောင်ပြီးသွားတဲ့အချိန်မှာအလုပ်ငန်းတစ်ခုစပြီးဝင်လုပ်ပြီးတဲ့အချိန်မှာအဲ့ပေါ့နော်အဲ့အချိန်ကလေးကနေပြီးတော့စပြီးတော့အကိုနဲ့တူတော့ချက်ကိုတွဲပြီးတော့ဟိုညီကိုဆိုတာအထက်ကိုကျွန်တော်တငယ်ချင်းတို့ပေါင်းကြတာပေါင်းကြတော့ကျွန်တော်တမီသားစုလုံးပါပဲဒါပေမဲ့အဓိကတော့ကျွန်တော်ကိုယ်နဲ့ပို့ပြီးတော့ပို့နေဟိုအတူပေါင်းပြတာပေါ့အဲ့တော့သူ့စီကနေပြီးတော့လမ်းလေးလောက်ရတာအများကြီးပဲနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ကိုယ်နဲ့တောက်လျှောက်ကိုအဲ့လိုမျိုးအတူတူတွဲမိတယ်ပေါင်းပြီးရဲ့နောက်ပိုင်းမှာဘာထပ်ပြီးရှိတာလဲဆိုတော့အခုတငယ်ချင်းတွေနဲ့ဟိုကျွန်တော်တန်းကြော်ပြီးတော့ပေါင်းတာကျွန်တော်ကိုယ်နဲ့8နှစ်กว่าတယ်တချို့တော့ကျွန်တော်ကိုယ်တငယ်ချင်းတွေသူတို့ရှင်ကျွန်တော်ကိုထားတာမှနောက်ထပ်9နှစ်6နှစ်လောက်ကြီးတယ်လို့တချို့တွေနဲ့ကျွန်တော်ထားဆိုရင်10နှစ်15နှစ်လောက်ကြီးဟာဘီဂျေရွယ်ဒီလိုပဲဒါပေမဲ့ပေါင်းဆက်ဆက်တိတ်လာဆိုတော့ဟိုကျွန်တော်ပုံစံကတော့ခက်ဆိုးကောင်လိုမျိုးဖြစ်နေပေမဲ့လည်းဒါပေမဲ့တို့ချစ်တယ်မရိုင်းအဓိကစိုးတာလူကစိုးလို့ရတယ်မရိုင်းနဲ့ဒါပဲကျွန်တော်နောက်ပိုင်းကလေးတွေကိုလည်းကျွန်တော်ဟိုပေါ့ကျွန်တော်ထက်နောက်ထပ်ငယ်ကောင်လေးပေါ့ညီလေးတွေရှိတာပဲတို့လည်းပြောမင်းတို့ကြားရလောက်စိုးမရိုင်းနဲ့စိုးတာနဲ့ရိုင်းတာမတူဘူးအဲ့ဒါကလည်းကျွန်တော်တို့ထက်ကနေပြီးကျွန်တော်တို့အကြီးရတယ်တင်ပေးခဲ့တာမင်းဆိုတာဘာပြင်လို့ရတယ်မရိုင်းနဲ့ရိုင်းတာကြတော့အဆင်မပြေဘူးစိုးတယ်ဆိုတာဒါကကိုကဘယ်လိုပြောမလဲဟိုလူငယ်ဘဝမှာကွာငါနားလည်ထားစိုးတယ်ဆိုတဲ့ဟာမျိုးကပြောလူကြီးတွေဒါလှုပ်လို့ပြောတဲ့ဟာကိုမလှုပ်တာဖြစ်ဖြစ်ပြီးတော့ကိုထင်ရရှောက်လှုပ်တာဖြစ်ဖြစ်သိရမလားအဲကို state သဘောကြတိုင်းရှောက်လှုပ်တဲ့ဟာမျိုးမဟုတ်လို့ဆိုကိုနေချင်ဆိုနေရပြောချင်တာကွာလူတွေသတ်မှတ်ထားရဲဆိုတော့ဒီစီကန်းတွေကိုမလိုက်နိုင်ပဲကိုလှုပ်ချင်တာလှုပ်တာမျိုးဆိုစိုးတယ်လို့ဒါမျိုးစုံရှင်းချင်လည်းဖြစ်မယ်ဗျာနော်ရတောက်ချင်လည်းတောက်မယ်ဗျာလို့ယောက်ျားလေးဆိုအဲ့လိုမျိုးကြီးကွာဒါစိုးတာပဲရိုင်းတာကြတော့ပေါ့လူကြီးတွေပေါ့ဟိုပေါ့ကြီးရန်အသက်ကြီးရဲ့လူကြီးတွေပြောတာတော့ပြန်ခံပြောတာပါ no ပါအဲ့ရိုင်းတာမဟုတ်ဘူးရိုင်းတာဆိုတာဟိုဘယ်လိုပြောမလဲစကားပြောရင်ရင်းတီကို respect မရှိတာပေါ့ဟိုနောက်ပိုင်းဒီကျွန်တော်နောက်ပိုင်း generation မှာလဲဟို respect တွေဘာတွေကိုကျွန်တော်ကပြောနေလဲဟိုဘယ်လိုပြောမလဲစောက်ဘောလုပ်ပြီးပြောနေဆိုပြီးဖြစ်ဒါပေမဲ့တကယ်မှာလဲအဲ့ဟာလိုအပ်တယ်ဟုတ်ပေါ့လိုအပ်တယ်
မဟုတ်ပါ respect ဆိုလို့ကလူတွေကထင်ကြမယ်တဲ့မလားဒါပေမဲ့ငယ်ကအကြီးကိုပြောရဆိုလို့ရှိရင်အရန်အောင်မှကျိုးနော် ကျိုးပြီးတော့ အဲ့လိုမဟုတ်ဘူးအထက်ကရွယ်တူပဲဖြစ်တဲ့မလားကိုထက်ကြီးကိုထက်ငယ်ပဲတောင်းတောင်းစကားပြောဆိုရင်လေးစားသမှုလေးနဲ့ तू မကြိုက်တာမပြောနဲ့ तू မကြိုက်တာမလုပ်နဲ့ तू ထိခိုက်စေမဲ့စကားမျိုးမပြောနဲ့သိရမလားဆိုတဲ့အခါမှာပြောရင်ကိုချင်းစာသိကလေးထားပြီးပြောရပြီးတောင်းတောင်းဆက်ဆံကြရဆိုရင်ဒါ respect ပဲဒါ basic respect ပဲအဲ့လောက်ဆိုရင်တော့မလူတွေတောင်းတောင်းအချင်းချင်းဘယ်လိုပြောရမလဲဟိုပြေလေရစေလို့တင်စင်ဖြစ်တော့ဟုတ်ပါလို့မျိုးပေါ့ဟိုနောက်ပိုင်းလည်းတော်တော်များများမြင်နေရပါပဲဟိုစိုးတဲ့ကလေးစိုးပါစိုးတာဟိုဆိုတော့ဆိုဘေးကထိန်းချောင်းလိုက်လို့ရသေးတယ်လေလိုက်ပြီးတော့ကြည့်ရမလားစိုးတဲ့သူတွေအားလုံးကလည်းအချိန်အရွယ်သူတို့အသက်အရွယ်အပိုင်းခြားတစ်ခုနဲ့အချိန်တစ်ခုရောက်ပိုင်းသူတို့အားလုံးကအဆင်ချိန်သွားတာဟုတ်တယ်ကျွန်တော်လည်းအဲ့လိုပဲလေငယ်လေးကလေးကဟာလူဆောက်မြင်ခဲ့တဲ့ကောင်လေလို့ဟိုရန်ဖြစ်လိုက်ဒီရလောက်လိုက်ရက်တောက်ရင်လည်းတောက်လိုက်အဲ့လိုမျိုးသိရမလို့စိုးနေတဲ့ကောင်လေဒါပေမဲ့ကျွန်တော်တို့လည်းအသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာကျွန်တော်တို့လည်းဟိုကိုကမြင်းကျရင်တော့မှကိုလောကစပြီးရင်းချက်မှရတော့မယ့်အချိန်ဖြစ်လာတယ်တော်တော်ပြောင်းသွားတာလောကတိုင်းရိုက်ခတ်တယ်ဒုတ်တစ်ချောင်းနဲ့ဟိုကောင်မမြင်းချက်သေးဘူးလားဆိုတဲ့ပုံစံလိုဖြစ်နေတယ်အဲ့လိုပဲရင်းချက်တာဒါသူတို့ချိန်တိုင်းသူတို့ပြောင်းသွားလိမ့်မယ်အဲ့ဒါယူဟိုတကူးတကဟိအောင်မင်းတို့ဒီတက်ပြန်ဘာလို့နော်မိမောင်းတို့ပြနေစရာမလိုဘူးကျွန်တော်ငယ်တော့ဆိုရင်ကျွန်တော်9ရန်ပေါ့ကျွန်တော်9ရန်10ရန်သူတို့တော့ဆိုလို့ရှိရင်အဲ့လိုမျိုးတကယ်ချင်းနေရန်ကင်းမှနေကြများတော့ကျွန်တော်တာဝန်မှနေတာဘန်ဟမ်းမှာဆိုတော့ဘန်ဟမ်းပေါ့တာဝန်တော့ဘန်ဟမ်းမှာနေတော့အဲ့ဒါတကယ်ချင်းနေစီသွားလဲလို့ရှိရင်ကျွန်တော်အဲ့မှာအဲ့ရန်ကင်းတကယ်ချင်းအိမ်ကိုရောက်ဖို့တက်ကိုဘီယာဆိုင်အဆင့်ဆင့်ကိုဖြတ်ရတာအဲ့တကယ်ချင်းကိုရောက်ဖို့မသိလို့ရှင်ဘီယာဆိုင်အဆင့်ဆင့်ကိုဖြတ်ရဆိုတော့ဘီယာဆိုင်နေအတင်းဆွဲခေါ်နေဟုတ်ကျွန်တော်တင်းဆွဲခေါ်တာမဟုတ်ဘူးတောက်ချင်ဆွဲခေါ်တာမဟုတ်ကျွန်တော်အဲ့မှာဘာတော့အဲ့မှာအဲ့ဘီယာဆိုင်တွေမှာဘီကျဲတွေရွေးထိုင်တာသူတို့အတိမဟုတ်မသိဘူးကျွန်တော်မသိဘူးမသိဘူးကျွန်တော်တို့ကျွန်တော်မသိဘူးလေရန်ကင်းကတကယ်ချင်းနေစီကျွန်တော်ဆိုရင်သွားတာလေသွားတော့အဲ့လိုမျိုးအဆင့်ဆင့်အဲ့လိုကြော်ရတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့တချို့တွေဆိုလို့ရှိရင်အဲ့ဆိုင်လူမိုက်တွေထိုင်တာရှိတယ်ပြီးတော့ခက်ဆူဆူဘဲတွေထိုင်တာရှိတယ်သူတို့ရှိရပြီကျွန်တော်အများကောင်းကောင်းသွားတာအမြဲကောင်းကောင်းမင်းစကားပြောရင်းနဲ့မှယိုကျိုးတာမဟုတ်အရင်တော့ respect ဆိုတဲ့ဟာပြီးဒါကျွန်တော်တို့ဟိုနောက်က senior တွေဟိုကျွန်တော်တို့ဒီဟိုကျွန်တော်တို့ထက်ပို့ပြီးတော့ဟိုကြီးတဲ့အကိုတွေဆိုလို့ရှိရင်ပို့တော်သိအောင်မယ်ကျွန်တော်အချိန်ထိကိုပဲခေါင်းငုံပြီးသွားတာအဲ့တခါအဲ့လိုပဲခေါင်းငုံမသွားလို့အဲ့လိုဒီတိုင်းပဲသွားတာကျွန်တော်တော့မဟုတ်ဘူးเนาะကျွန်တော်တငယ်ချင်းတယောက်ဘီယာဆိုင်နဲ့ထွက်လာပြီးခေါ်ပြီးပါရိုက်တာမင်းနောက်နေ့ငါရှေ့ဖြတ်ရင်ခေါင်းငုံသွားဆိုသိလို့လားမသိဘူးဘာမသိဘူးမဟုတ်ဘူးစောက်ချုံးမပြေဘူးစောက်ချုံးမပြေစောက်ကလေးအခုမှဖိုးကျိုးပါဝင်ဆုံးပါတာပေါ့လမ်းကြုံမို့ထိုင်ပြီးကြည့်နေရဘီယာဆိုင်မှာထိုင်နေတာအဲ့လိုမျိုးအဲ့ကျွန်တော်မလုပ်ပါဘူးကျွန်တော်တက်ရရောက်လာချိန်ကျွန်တော်မလုပ်ပါအဲ့ဒါပြင်းနေရကြီးဟိုအဲ့တုန်းကတော့ဗျာအဲ့လုံးမယုံနော်ဒါပေမဲ့အဲ့တုန်းကကျတော့အဲ့ဘေးကြီးဟာဒီဘေးကြီးစောက်ဘူးကြီးပါညာဖြစ်နေပြီနဲ့အဲ့ဘေးကြီး30ကျော်ကျွန်တော်တို့ခုရောက်လာတယ်ကြီးပဲဖေးပါဟောကွာဟာလေအခုလေအဲ့ဆိုင်เนี่ยအဖိုးကြီးတာငါတို့များဖြစ်နေမလားဟုတ်ပြင်မလားတကယ်လို့ဟိုပေါ့တကယ်ဒါ generation တွေမပြောင်းသွားဘူးဆိုလို့ရှိရင်ပြောတော့မရဘူးဒါမဲ့ဟဲ့နင်ဒီဘက်ခက်ကလေးကတိတ်တော့မခံတော့ဘူးစောက်လေးဆိုင်အောင်ပြင်မှာကိုပြန်လာလော်မှာကိုပြန်လာလော်မှာအဲ့တော့ဟိုကိုရီခက်တုန်းကတော့30ကျော်ဆိုဟာဒီမဲ့ BJ ဘာလာပြောနေတာအာရောပေါ့သိရမလားကိုတကယ်30ကျော်ရောက်လာတဲ့အချိန်ကျမှငါလည်းကြီးလာပြီဟာငါလည်းအဲ့ရဖြစ်တာငါပြောတဲ့အဖိုးကြီးဆိုငါတို့ငါအဲ့ရရောက်နေပြီလို့ဖြစ်တာဒါမဲ့ငါတို့30ရောက်တော့ငါတို့ဘယ်လိုပဲတတ်မှတ်လို့ငါကြီးသေးငါငယ်လေးပဲရှိသေးဒါပေါ့ just a name ပါပေါ့ကျောင်းငါအသက်30ကျော်ပြီငါအသက်လည်းငါမရေတွက်တော့ငါဘယ်နဲ့လှည့်လာမယ်ငါမသိတော့ဒါမဲ့ဗျဇရာတော့ထောင်းနေဗျတက်ကြီးငါတော့စင်ပြပါသေးရဲ့မရဘူးခင်ဗျအရင်တော့ဆိုရင်ရက်ကိုတောက်တယ်တောက်တယ်ကျွန်တော်ကပြောကျွန်တော်တခါပြောခင်ဗျားလည်းရက်တွေလည်းမင်းလည်းစွတ်မတောင်းနိုင်ဘူးတဲ့ဘာဖြစ်လို့လဲလို့ငါတော့လည်းမခံနိုင်တော့ဘူးတဲ့ငါဆိုရင်ရိုင်းမတောက်တော့ဘူးထင်းပြီးတော့နင်တို့ကတောက်တက်ရင်နေပြီအားနဲ့စောက်တက်ရင်အောင်တောက်တက်ရင်အောင်နှစ်ခုလုံးကပေါင်းတာပူဆိုအဲ့ဒါနဲ့ကျွန်တော်လည်းပိုသိတာဒီတစ်နှစ်အတွင်းမှာပေါ့နော်ထိပ်စီးစပြောင်းတဲ့အချိန်မှာစပြီးပိုသိတာဟိုရင်ကဆိုရင်တညာလုံးတောက်တယ်မနေ့ကျရင်လှုပ်သွားရန်တာတော့ကြာအောင်နော်ဒါပဲအစေတနေကုန်ဖြတ်တန်းရှင်းတန်လို့ရတယ်အခုများလို့ဖြည်းဖြည်းချင်းကိုကရင်ဝါဆင်းတော့ဖြည်းဖြည်းတလန်းချင်းဆင်းရတယ်ဘယ်နားမှာရေဘူးလဲဘယ်နားမှာရေဘူးလဲ
recovery ပြန်ယူလို့ရှိရင်2ရက်လောက်ယူပါအဲ့တော့ နော် ခြေနေမကောင်းဘူး okay အခုဆိုရင်ရက်တော့မယ်ဆိုရင်နောက်ရက်ခွင့်ယူမယ်တခါတည်းအမှောက်တော့အဲ့တညအသိတော့အင်းတော့နေနာ စိတ်ဖြတ်တယ် အဲ့လိုပဲမတော့လို့လည်းမရဘူးလေဒါလေးပဲရှိတာပြည့်မ ကြော လား စရာလည်းဒါပဲ ဒါပဲရှိတာဒီမိုင်းလိုလဲဟိုလိုတွေဟိုဘယ်လိုပြောမလဲတကယ်ကိုပေါ့နော်ကိုယ့်ရဲ့သွားချင်တဲ့နေရာကြီးလည်းရှိတာပေါ့အဲ့လိုမျိုးနေရာကောင်းလေးတွေမသွားနိုင်ဘူးသိရမလား စိတ်ဖြတ်အဲ့ဆိုပါပဲနေအများကြီးအဲ့လိုမျိုးဘယ်လိုပြောမလဲတောင်းတဲ့တယောက်ဆောင်းရှောက်ဖို့အဲ့လိုဘယ်လိုရှင်ညီကိုဒီလိုနေပေါ့ဒါမျိုးလုပ်ဖို့ဟာရကြနင့်ကိုပဲကြည့်ပြီးတော့နင့်ကိုရဲ့နင့်ကိုနဲ့ပတ်ချလေရတကယ်ချင်းနေရဲ့ သူတို့ကလည်းဘယ်လိုပြောမလဲဟိုတင်ပေးတယ်မင်းတို့ဟိုပေါ့ညီလေးမင်းဘာဘယ်လိုပေါ့အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်ကလည်းကျွန်တော်တီးတဲ့ဟာဟိုပြန်ပြီးတော့အခုနောက်ပိုင်းလူငယ်ဆိုရှင်ပြန်လက်ဆင်ကန်လာပေါ့ဟိုဒါကတော့ဒါဒီလိုရှိရယ်မင်းတို့ချိန်နေကြည့်မင်းတို့အဆင်ပြေမင်းတို့လှုပ်အဆင်မပြေမလှုပ်နဲ့ဒါမင်းတို့ကိုမင်းတို့ရွေးချယ်ဟုတ်ဆိုဟိုဒီနိုင်ငံမှာတွေ့တဲ့လူငယ်တော်တော်များကလည်းကျွန်တော်တို့ထပ်ကိုပို့ပြီးတော့တတိရှိတယ်အဲ့ဆိုတော့ တွေ့တယ်လို့ဆိုတာ ပေါ့လူငယ်ပိုင်းနေပေါ့လူငယ်ပိုင်းနေဆိုတာဒီ18 19ပေါ့20ဝန်းကျင်အဲ့ပေါ့ကလေးပိုင်းရောက်လာကလေးပေါ့သူတို့တွေကဟိုဘယ်လိုပြောကိုရီအဲ့ရေတော့ဆိုရင်တော့စပေါ်လုံးနေတာလေသူတို့သူများနိုင်ငံလာပြီးတော့တကယ် ဟုတ်တော့သူတို့ပိုကြက်တယ်ငါတို့ကအဲ့ရွယ်မှာတော့အနည်းဆုံးတော့လူငယ်ဖြစ်ဖို့အတွက်အခွင့်အရေးရလိုက်သေးတယ်လေ ဒါပေါ့အဲ့ပေါ့သူတို့လည်းဟိုပေါ့ဘယ်လိုပြောရမလဲသူတို့လည်းသူတို့နစ်နာမှုတွေနဲ့သူတို့တကယ်ကိုနစ်နာပြီးရောက်လာကလေးလည်းများတယ်အဲ့တော့ဟိုအဲ့ဟာကြီးကိုအဲ့လိုမျိုးကြီးဖြစ်လာတဲ့အချိန်မှာဗျာကျွန်တော်တို့တွေကစောက်သက်တယ်လည်းကြီးနေပြီပြီးတော့ငါတို့တွေကစီနီယာပြီးတော့နောက်တစ်ခုပါဆိုတော့တော့မင်းတို့ငါတို့လိုမျိုးခံစားကြည့်ဆိုပြီးတော့ကျွန်တော်တို့ အတရသွားကြည့်လိုက်မယ်ဆိုရင် ဟုတ်ပြောရက်တော့တကယ်ပြောရမယ်ဆိုတော့မပြောရက်တော့ဘာလို့ဆိုတော့သူတို့ဒီမှာသူတို့ခံရတဲ့လောကဓာတ်တွေတော်တော်များနေပြီအဆင်မပြေမှုတွေများနေပြီအဲ့တော့ဒီမှာထပ်ပြီးတော့အဲ့တော့ဒီမှာထပ်ပြီးတော့ဟိုအကုန်စပြီးတော့ပြန်လှုပ်ဆိုတော့အဆင်မပြေဘူးလေအဲ့လိုပို့ပြီးတော့ပေါ့ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရွယ်လူတန်းနေတဲ့ဆိုရင်ကျွန်တော်ထက်အများကြီးငယ်တဲ့လူငယ်တွေဆိုရင်ကျွန်တော်ပို့ကူညီပေးဖြစ်တယ်ဖြစ်စေချင်တာပေါ့ဘယ်လိုလဲလောက်ရပို့ဖြစ်စေချင်တာပေါ့ကျွန်တော်တို့တွေကြတော့ဘာဆိုတော့ဟိုသူတို့ကြတော့ရွေးချယ်စရာလမ်းတွေအများကြီးရှိသေးတယ်ငါတို့လည်းရှိတယ်မလားရှိပါတယ်ဒါပေမဲ့နောက်တစ်ခုဘယ်လိုမဟုတ်ပေါ့ဗျာဒါတယောက်နဲ့တယောက်ခံယူချက်ချင်းတော့မတူဘူးပေါ့သိရမလားကျွန်တော်တို့ရှင်တိတ်ပြီးတော့ဟိုခုတည်းကျွန်တော်ဒီ design ပိုင်းတွေဟာတွေ event ဟာတွေကျွန်တော်ဆွဲတယ်လုပ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အပျော်ပေါ့အပျော် site job လို့ဖြစ်သွားတာသိလားကျွန်တော်ဒီဟာလေးနဲ့ကိုကျွန်တော်ကိုယ့်ရဲ့ professional line လေးနဲ့ကိုပြန်လုပ်ရတဲ့ကြောင့်ပျော်တယ်တစ်ခါလေးလို့လုပ်လေးရလို့ရှိရင်ပေါ့နော်တကယ်မှာတော့ကျွန်တော်က physical worker သမားတွေဖြစ်ကုန်တာphysical worker ဆိုတာဟိုလိုကုန်ထမ်းမှာဘာထမ်းမှာရလို့မဟုတ်ဘူးဗျာကျွန်တော်တို့ဟို physical ဒူတွေတော်တော်များများတော့တုံးကြတာပေါ့နော် physical worker ဆိုလို့ရှိရင်ဟိုကိုကာယကိုပဲအများကြီးစိုက်ပြီးတုံးတာခေါင်းမတုံးပါဘူးပေါ့မဟုတ်ပါဘူးတုံးပါပဲခေါင်းလဲတုံးရတာပေါ့အဲ့တော့ကိုအရန်တွက်ရတာပဲတွက်နေရတယ်ခေါင်းတွေဆိုမြင်းနေစပင်းနေဖြူနေရပဲမြင်းနေစိုးနေရစီရတွက်နေရတယ်အဲ့လိုပဲလေဘာလို့အလောကိုဘယ်လိုလဲကိုပြီးအောင်ဆိုတဲ့ဟာမှာတော့ကောတုံးရတာပဲတုံးရတာပါ physical worker ဖြစ်တိုင်းအုံတော့မတုံးအောင်ဆိုပြီးတော့မရှိပါဘူးအလုပ်တိုင်းမှာတော့သူ့အထိုင်နဲ့လျောက်တော့သူ့လူပင်ပန်းတာတော့မရှိတာပဲဟိုပိုပင်ပန်းတာရှိတယ်တိတ်မပင်ပန်းတာရှိတယ်ဟိုပုံမှန်ပါပဲပိုပင်ပန်းနဲ့အရန်ပင်ပန်းနဲ့ရက်ရှိလို့မပင်ပန်းနဲ့ရက်လည်းရှိတယ်ရှားလာပင်ပန်းပုံမှန်ပဲသွားနေတာပဲအဲ့ဆိုနေပါပြောဟွာဘာရန်ကုန်မှာရှိတော့ကအခြေအနေလို့ရှင်စိတ်အခြေအနေဆိုတာထက်ကွာပြောချင်တာဟိုအတွေးတွေညာရဆိုရှင်အခုအများကြီးပြောင်းလာမှထင်တယ်အဲ့ပေါ့တော်တော်များများတော့ကျွန်တော်ဒီကိုရောက်လာတဲ့အတိအငယ်ချင်းတွေထက်တွေ့ရင်ကျွန်တော်မြင်တာဘာပြောင်းလဲပါလဲဘာလို့ဒီမှာမြင်နေကြသူတွေကသိချင်မှသိမှာကျွန်တော်ရန်ကုန်မှာနေခဲ့တဲ့ပုံစံကိုသူတို့သိချင်မှသိမယ်အဲ့တော့ရန်ကုန်မှာကျွန်တော်နဲ့အတူတူတောက်လျှောက်နေလာခဲ့တဲ့သူတွေကဒီကိုလာလေတဲ့အချိန်ညာလို့ချင်းကျွန်တော်မြင်သူတို့ပိုသိတယ်ဟုတ်ပါတော့ပုံစံပြောင်းသွားတာကျွန်တော်ဆိုလို့ရှိရင်လည်းပြောင်းလဲသွားတာပေါ့ပုံစံပြောင်းသွားဆိုတာထားတော့လူပုံစံပဲမဟုတ်ဘဲနဲ့စိတ်တွေပါအခုပြောင်းတာပေါ့ဟိုစကားပြောရတယ်ဆိုလို့ရှိရင်လည်းသူတို့အနဲ့အတွေးတွေပါတယ်အဲ့လိုလည်းပြောင်းတယ်ပြီးတော့အရန်ကြီးပေါ့ဟိုပေါ့အရန်ကြီးအတ္တကြီးအဲ့လိုမျိုးဘာညာမရှိတော့အရန်ကလည်းစောက်ကြောတင်းကိုကျွန်တော်စောက်ကြောတင်းဆိုတော့ဒီမှာရောက်တဲ့အချိန်မှာတော်တော်ပြောင်းသွားဟိုကိုတကယ်ကျင်နေရတဲ့ပုံစံကလည်းမတူတော့တာလည်းပါတာဟုတ်အဲ့ဒါလည်းပါဟုတ်ဒါလူငါတော့ဘယ်လိုလဲဆိုတော့ဟိုဒါလူဆိုတာတော့ adapt ဖြစ်လာရပဲလေကိုကျင်လဲရတဲ့ဒီဟာပေါ်မူတည်ပြီးတော့ဆွဲခိုင်းချောင်း
ပြီးတော့ငါဘာပိုစိတ်ဝင်စားလဲဆိုတဲ့အခါကျတော့လူတွေကကွာအများတန်းဆိုရှင်ထားပါတော့လူတွေကဟိုရုန်းကန်ရတဲ့ကိစ္စတွေရုန်းကန်ရတဲ့ story တွေဆိုရှင်စိတ်ဝင်စားကြတယ်ဒါပေမဲ့အဲ့ဒီရုန်းကန်နေတဲ့အချိန်မှာဒီလူကဘလောက်ဒီတက်မလားနေတိုင်းရှေ့ဆက်ဖို့အားတင်းရတယ်ဘာညာဆိုဟာဆိုတိတ်မမေးပြကြအောင်လို့ငါထင်တယ်အဲ့ဒါငါဆိုလို့ရှင်အရင်အရေးကြီးတဲ့အပိုင်းမှာပါတယ်လို့ခံစားရတယ်ကွာဘာလို့လဲဆိုတော့အခါကျတော့ထားပါတော့စိတ်ကြတဲ့နေ့ရရှိရဲအလုပ်ရှိနေရင်တော့မှပြောချင်တာကွာတည်ရမလားနော်ဟိုလူကအရန်ကြောင်ပြောတဲ့နေ့ရှိရဲမဟုတ်လဲမိုဒီအရန်ဖြစ်နေတဲ့နေ့ရှိရဲဒါပေမဲ့အဲ့လိုနေ့တွေကိုကိုကအားတင်းပြီးတော့သိရမလားဘယ်လိုမျိုး mindset နဲ့ဘယ်လိုမျိုးငါရှေ့ဆက်မလဲဆိုတဲ့ဟာမျိုးကိုယ့်ကိုစဉ်းစားတာပို့ပြီးတော့အဲ့လိုမျိုးစိတ်သွင်းပြီးတော့ပေါ့နော်အဲ့လိုစဉ်းစားပြီးတော့ဖြတ်ကျော်တာဒါတကယ်ကိုဘယ်လိုပြောရမလဲစိတ်ဓာတ်အားဖြင့်ပို့ပြီးတော့ strong ဖြစ်လာတဲ့သူတွေပဲလုံနိုင်တယ်လို့ပဲငါယူဆရတာထားပါတော့နေဆိုရှင်အဲ့လိုမျိုးကွာနေအဲ့လိုခက်ခဲနေပါတယ်အလုပ်တွေရှာအလုပ်တွေမရဒါမှမဟုတ်လို့ရှင်လည်းလုံမှာပင်ပန်းတဲ့နေပါဆိုရှင်အဲ့လိုမျိုးခုနောက်ပိုင်းဆိုရှင်ဘယ်လိုမျိုးတွေတွေးပြလဲကျွန်တော်အကြောက်ဆုံးကတော့ဒါရန်ကုန်မှာကလေးရပါပဲဒီရောက်မှတိတ်မထူးခြားနာတော့အတွေးတစ်ခုကတော့ rapid လေးဖြစ်တာမနက်မိုးလင်းရန်ကုန်မှာကုမ္ပဏီမှာအဲ့ agency မှာလုပ်သွားတယ်အဲ့လိုပဲလေမိုးလင်းလာတယ်ထတယ်မနက်စာစားရင်စားမစားရင်အလုပ်တန်းသွားပြင်ပြန်လာညစာစားပြန်အိတ်နောက်နေ့မနက်ထလာပြန်သွားအဲ့ rapid တွေကကျွန်တော်တို့အမုန်းဆုံးချိန်ပဲအဲ့အခုဆိုလေအဲ့ဒါကျွန်တော်အဲ့အခုဆိုလို့ရှင်လည်းကျွန်တော်အဲ့အိမ်ပြန်လာတယ်အလုပ်သွားတယ်အိမ်ပြန်လာတယ်ထမင်းစားတယ်အလုပ်သွားတယ်ညအိတ်တယ်အိမ်ပြန်လာအဲ့ rapid တွေကိုအမုန်းဆုံးအဲ့တော့ကျွန်တော်ဆိုရင်ဟိုပေါ့ခါကျတော့ရှင်အပြင်နေပါထွက်တယ်တောက်ရင်တောက်တယ်ဟိုတခုပုံမှန်လုံးဖြစ်တာတော့အိမ်မှာနည်းနည်းကာရီယိုလေးပါလေးကစားအဲ့လိုပေါ့အရန်စိတ်အရန်မိုးကျက်လာလို့ရှင်ကိုယ့်ကိုယ်ပဲပြန်နှိမ့်ဆက်လိုက်တယ်ပေါ့မဟုတ်ကိုယ့်ကိုနှိမ့်ဆက်တာပါတော့အရန်ဟို hard work ပေါ့နော်အဲ့လိုမျိုးတကယ် workout လုပ်တဲ့အချိန်မှာ hard workout လုပ်လိုက်လို့ရှင်အရန်ကိုပြိုင်းထွက်သွားလူကအရန်ပင်ပန်းသွားရင်ဘာလည်းမတွေးနိုင်တော့ဘူးပင်ပန်းသွားအကုန်ပြီးသွားပင်ပန်းလိုက်တာပြန်မလိုက်တာဘာတွေးမှလည်းမတွေးနိုင်တော့တန်းပြီးအေးကွာပြီးကွာဒါကျွန်တော်ရဲ့အခုပေါ့တောက်လျှောက်ကိုကင်ဆွဲထားတဲ့ဟာလေးပေါ့ဒါပေမဲ့လေ့ကျင့်ခန်းလုပ်တာနေဟိုအန်တိုဖင်ထွက်တယ်အဲ့ဒါလူကပျော်တယ်ဆိုတော့လို့စိတ်သက်သာတယ်နဲ့ရတယ်တီတန်းတီသွားတာအရင်ပင်အလုံးမလည်းပင်ပြန်လာတော့လည်းပင်နေအဲ့ညနေဘူးနေတဲ့အဲ့ကျွေးအတွက်လိုပဲလောက်တာပြီးပင်မပြီးအိတ်ကွာစိတ်ချမ်းသာတယ်ဟိုအရင်ပေါ့အဲ့လိုမျိုးအရာအလုံးမှာအခက်ခဲအဲ့လိုမျိုးတော့အရင်မတွေးတော့တာပြောရမယ်ဆိုရင်တော့တွေးချင်တော့နေရာတိုင်းမှာတွေးကြတယ်ပဲမတွေးတော့တာဩစိတ်ထားတတ်သွားပြောမလားနောက်နေ့အစဉ်ပြေသွားမှာနောက်နေ့မနေ့ဟိုပေါ့အခုဆိုရင်နောက်နေ့မနေ့နိုးလာဩငါနိုးတာသေးတာပဲဒီနေ့တော့ငါ AC ရှင်းသားအောင်ပါပဲ AC ပေါ့ဟိုတန်းနိုင်တော့ငါကောင်းအောင်လုပ်မလားမကောင်းတဲ့ဟာရှိလာရောဘယ်လိုမျိုးလဲပေါ့အဲ့ဒါပဲတိတ်မစင်းလာတော့ဟိုအစင်ပြင်အောင်မဲ့နေတော့တယ်ဗျာဘာလို့ဆိုလူတွေဒီနေ့အခုဆိုလို့ရှိရင်တယောက်နဲ့တယောက်တွေ့လို့ရှိရင်ဟာဟိုကျွန်တော်မိတ်ဆက်တဲ့ပုံစံအောင်ပြောင်းသွားပြီ။ညဆိုမေးဘာလုံးနဲ့ဘာညာအဲ့ဒါမဟုတ်တော့။ဟာမင်းမသေးသေးဘူးသိရှင်သေးတာပဲ။အဲ့လိုမျိုးဖြစ်ကုန်ပြီ။ဘာလို့အရင်ဟိုစင်မပြေကြရည်လည်းများကြတဲ့အချိန်မှာကျတော့ဟိုရှိရဟာလေးကိုပဲတနေ့ပျော်နေရတာပေါ့။ထားပါတော့ကျေးဇူးတင်ငါဆိုရှင်လို့တရက်တစ်ခါလေကြာရှင်ဘာမှမဟုတ်လဲလို့ငါအနည်းဆုံးတော့အသက်ရှင်နေတယ်အသက်ရှူနေရတယ်နေ့ငါစားနေတာစားလိုက်ရတယ်နေပေမဲ့စင်ပြေရဆိုပြလို့ကျေးဇူးတင်အဲ့လိုကျေးဇူးတင်စိမ့်နေပဲလို့ဖြတ်တန်းပြများတယ်အစိုးဆုံးကတော့ဒီမှာပေါ့ဘယ်တော့မှလည်းမေးလို့မရအစိုးဆုံးကတော့ဒီမှာအဲ့ကျွန်တော်ကလည်းအဲ့မှာဘာမှကျွန်တော်ခေါ်လို့အဲ့မှာတွားပြီးတော့လှုပ်တဲ့အချိန်နဲ့ပြီးတော့အဖေဆုံးတဲ့အချိန်နဲ့တိုးတဲ့အချိန်အဲ့အချိန်ကတော့ပြီးတော့နောက်နေ့မနက်မှာကျွန်တော်လည်းဟိုမနက်9 နာရီ6 နာရီလောက်မှပြန်တော့ကိုကလည်းပြန်မှန်းပြီးအိတ်နေတဲ့အချိန်မှာအဲ့လိုမျိုးပေါ့အဲ့အချိန်ကတော့အဆိုးဆုံးပဲပေါ့တကယ်ကိုအဆိုးဆုံးဟုတ်ပြောပြမတတ်ဘူးကိုဘာလို့လုပ်ရမှန်းလည်းမသိဘူးချင်းနဲ့ပြန်လို့မှလည်းမရအောင်ဘာလုံးမရအောင်တကဘာလုံးမှာဂျီမီတာဆို4ယောက်ပဲရှိတာရှိတော့1ယောက်ကမရှိတော့ဘူးဆိုတဲ့အချိန်မှာကျတော့ဟိုတွေ့ချင်တယ်နောက်ဆုံးအချိန်လေးဟုတ်ပါတော့အဲ့အချိန်တော့ခက်ခဲဆုံးပဲဟိုတကယ်ပြီးတော့ကျွန်တော်ကလည်းအဲ့လိုချုံမွဲချကြီးအဲ့လိုဟိုချလိုက်ပြီးတော့ရှင်းလို့မရဘူးဟိုအမြဲတမ်းဟိုစိတ်ထဲမှာဟိုသူလည်းကြိုက်မှာမဟုတ်ဘူးလို့ကိုယ့်ကိုယ်ပဲဟိုသူလည်းဟိုတတောင်းတတာနဲ့သွားပြီပေါ့
ပြီးတော့အဲ့အချိန်မှာလည်းအိမ်ရလူတွေကတော့လည်းနောက်ဆုံးအချိန်မှာလည်းလုပ်တွေရှုပ်နေတာဆရာဝန်တွေပိုင်းလည်းလုပ်တွေရှုပ်နေတော့နောက်ဆုံးသွားပြီးမှပဲကျွန်တော်သိရတာဟိုအဲ့တော့မဆုံးခင်အချိန်မှာလည်းသူသတိလည်းမရှိတော့ဘူးအဲ့အချိန်မှာအဲ့အချိန်ကတော့တကယ်အခက်ခဲဆုံးပဲကိုနိုးလာတဲ့အချိန်မှာဖြစ်ချင်တော့ကြံတွင်းဖြစ်နေတော့အလောက်ကလည်းဆင်းရအောင်လက်ကလည်းသွားအောင်ပဲအဲ့နဲ့လက်ကိုပဲစားလိုက်ပို့ပြီးတော့ငါတော့မလာနိုင်တော့ဘူးလို့တော်တော်ဖြစ်လို့ဆိုတော့အလောက်ကလည်းကျွန်တော်တစ်လပဲနားမင်းစိတ်ကြိုက်တာတဲ့ဟိုအဆင်ပြေတယ်ဘာမှဖြစ်ဘူးတဲ့ငါတို့နားလဲတယ်ကိုချင်းစားတယ်ဆိုပြီးတော့ဟိုနားတော့နားလိုက်ပေမဲ့လည်းဟိုအဲ့အချိန်အဲ့အတွင်းကတော့တော်တော်ကြောင်ပြောက်တာအဲ့အစိုးဆုံးအချိန်ပဲအဲ့အချိန်ကဘာဟိုပေါ့ယူကျုံများဖြစ်တယ်ဆိုတဲ့စကားလုံးကိုတေးချာနားလေတဲ့အချိန်ပေါ့စကားလုံးရဲ့အထိပ္ပယ်ကိုပေါ့အော်တကယ်ဟိုဖွင့်ပြောလို့တော့မရတော့အောင်ဖြစ်တာလေဘာလုပ်ပေးရမှမသိဘူးအဲ့အချိန်ကတော့အစိုးဆုံးပဲနော်ဒါကတကယ်ဘာလို့ကြုံမှာပါပဲဆိုတာကိုယ့်လိုပဲတခြားလူတွေလည်းကြုံရလည်းရှိနေအောင်ပါပဲဒီမှာရှိရပါဟိုဘာမှလုပ်လို့မရတာခက်ခဲအကုန်လုံးခက်ခဲကြတာပါပဲသဘောပေါက်တယ်ဆိုတာငါဆိုလဲအဖွားဆုံးရတာ哦ဒါမှငါအဖွားဆိုတာကဟိုနင်းနဲ့ရှင်လဲဆိုရှင်ဝေးပါသေးတယ်ဘာကြောင့်လဲမိဘဆုံးတာကတော့ဟိုပို့ပြီးတော့ဆုံးရှုံးရတဲ့ဟာပဲလေဆိုတော့ဒါနှိုင်းရှင်လို့မရပါဘူးဒါပေမဲ့ပြောချင်တာကကြောင့်ဘာလဲဆိုတော့အဓိကအဲ့လိုတခုခုကိုမိသားစုမှာတခုဖြစ်တယ်ဆိုတဲ့ဟာထားတော့ဆုံးတာမဟုတ်ဘူးဆိုရှင်လည်းမိအမေအဖေတခုခုဘယ်လိုမျိုးနေမကောင်းဘာညာဖြစ်တယ်ဆိုလို့ရှိရင်တော့မှချက်ချင်းလိုက်သွားလို့မရတဲ့ကိစ္စချက်ချင်းပြန်သွားလို့မရတဲ့အရာတွေပြီးရင်ကိုကဘာလို့ပေးပြမှမသိဘူးလေတဲ့မှာအနားမှာရှိရဆိုလို့ရှိရင်တော့မှကိုအတက်နိုင်ဆုံးအများကြီးစူးစမ်းလို့ရအောင်မှာအနည်းဆုံးသူတို့အဆင်ပြေသွားမပြေသွားဆိုတာထက်ကကိုလှုပ်ပေးနိုင်နေများဆိုတာအများကြီးလှုပ်ပေးခွင့်ရအောင်ပါအခုကလှုပ်ပေးခွင့်ဆိုတာတော့မှမရှိရဲ့ကြက်မလားဟုတ်ပါဆိုတော့ဘယ်လောက်တောင်မှဟိုနိုင်ချင်ရတယ်နောက်ဆုံးကျွန်တော်ဟိုမြန်မာလူမျိုးကအစိုးဆုံးပေါ့နောက်ဆုံးအချိန်ကိုလူတိုင်းဒါပေါ့အမြင်ကျင်ကြဆုံးပဲတည်ဆုံးရတဲ့သူရောရှိပေးခြင်းတယ်လေတည်ဆုံးတဲ့သူကရောတက်ရှိကြံခဲ့တဲ့သူကရောနှုတ်နှစ်ဖက်လုံးကအရေးကြီးဆုံးအချိန်လေးတစ်ခုပေါ့နော်ကျွန်တော်အမေဖေပြောလို့ပါမင်းတို့တာကြီးမသွားလို့ရတယ်နာကြီးကတော့သွားရမယ်ဆိုတော့တာကြီးကမင်းတို့မသွားလဲဘာမှမဖြစ်ဘူးဒါနာကြီးကျတော့သွားပြအောင်သွားရမယ်လူတွေရဲ့ပေါ့နောက်ဆုံးအချိန်ပေါ့အဲ့အချိန်မှာလို့အဲ့တော့ငါတော့ဘာတွေထက်ကြုံရမလဲတခြားလူတွေလည်းကြုံအောင်ပါပဲလို့အဲ့အချိန်မှာတော့ဟိုတစရိုးတစ်စောက်ကန်ရှောက်မလုပ်ဘဲနဲ့ခေါင်းအေးလေးနဲ့စဉ်းစားပြီးတော့ဘာတော့ဟိုကျွန်တော်အိမ်ကလူတွေဆိုလို့ချင်းကျွန်တော်ပြောမင်းပြန်လာလဲဘာမှထူးမှာမဟုတ်ဘူးသွားရဲသူကလည်းသွားပြီပိုခက်ခဲွားပြီးတော့ပိုအဆင်မပြေဖြစ်တာပဲရှိမယ်ဟိုကိုတေရင်ကိုတူးတူလို့ဖြစ်မယ်အဲ့တော့အဲ့ဟာကိုစဉ်းစားပေါ့เนี่ยမှာကျွန်တော်ဆိုလို့ရှိရင်အကုန်စုံစမ်းတာရေချောင်းနဲ့ပြန်မလားဘယ်အောက်လမ်းကနေပြန်ဘလို့ဖက်ဖက်ခအကုန်စုံဒါပေမဲ့ငါသွားလဲဘာမှလုပ်ပေးလို့မရတော့ဘူးအဲ့တော့ငါလုပ်ပေးလို့ရတာပါငါတစ်ခုခုတူတကောင်းတစ်ခုခုကောင်းတာတစ်ခုလုပ်ပေးရမလားအဲ့လိုလေးနဲ့ကိုယ်တိုင်လည်းအကောင်းဆုံးရှင်သန်ပေးမလားဒါပေါ့နေဆောင်တာပြောလို့ငိုနေလဲသူတို့ကြိုက်မှာမဟုတ်ဘူးဆိုတဲ့ဟာမျိုးလေးတက်မလားတရက်မဟုတ်တရက်တော့လူတိုင်းတော့ထွက်သွားကြမှာကြီးပါပဲအဲ့အချိန်မှာဘလို့ဟန်တယ်လုံးမလဲဆိုတာပဲစဉ်းစားရတာပေါ့တယောက်နဲ့တယောက်ကလည်းမတူငိုကျင်တတ်တဲ့သူဆိုလို့ရှိရင်ငိုလိုက်ပေါ့ဘာမှဖြစ်ဘူးဟိုအတတ်နိုင်ဆိုတော့ခေါင်းအေးနဲ့စဉ်းစားတာဒီအချိန်မှာတော့ခေါင်းအေးနဲ့စဉ်းစားကြတာတော့အကောင်းဆုံးပဲတခုခုဖြစ်လာပြီဆိုလို့ရှိရင်ဒါရဆိုလို့ရှိရင်ဘယ်လိုပြောရမလဲငါတို့ဟိုရင်းချက်ဖို့တော့မတွေးထားပဲနဲ့ရင်းချက်လာရတဲ့ဒါပေါ့အရာတွေလीနော်ဒါပေါ့ဟိုတခါမှလို့အုံနောက်ထဲမှာဒီလိုမျိုးဖြစ်မယ်ဒါမျိုးပဲဟာတော့မစဉ်းစားခဲ့ဘူးလေဟာလေအေးစစ်ဖြတ်တန်းပြီးရှင်တန်းပြီးနေလာတဲ့သူတွေဆိုတော့ပို့တော့မစင်းတော့လေအမှမစင်းတော့တကယ်မှာချိန်ကျွန်တော်ဟိုခုနပြောခဲ့သလိုပေါ့အဲ့အခုနောက်ပိုင်းလူငယ်တွေရောပဲဖြစ်အကုန်လုံးသူတို့လည်းသူတို့အသက်အရွယ်တစ်ခုရောက်သူတို့ပဲသူတို့ချိန်သွားလိုက်အရင်အဲ့ဒါယူ seriously ပြောပါမင်းတို့မှန်တယ်လောက်မှားရင်လည်းခံလိုက်ဘာမှမဖြစ်ဘူးပြင်လို့ရတယ်နောက်တစ်ခုလောက်ဆက်လို့ဟုတ်တယ်တိတ်ဟိုဘာမဖြစ်ဘူးဘယ်လိုလဲဆိုငါဆိုလဲဘယ်လိုပဲစဉ်းစားရဲဆိုတဲ့ခါကျတော့ဘသူထားပါတော့သူလှုပ်လိုက်တဲ့တော့ဆိုအဲ့ကိုလှုပ်လိုက်တဲ့အရာတစ်ခုကဘသူတွေထိခိုက်မလဲဒါပေါ့ငါဘသူတွေထိခိုက်မလဲဆိုတာဘသူမှမထိခိုက်ဘူးပေါ့ပဲခံဟုတ်တယ်ဘသူမှမထိခိုက်ဘူးကိုခံကိုကဘယ်လောက် level ထိခိုက်မှာလဲဒါပေါ့မင်းတို့နည်းနည်းအဆင့်တွေခွဲတာကိုတေသွားလောက်တဲ့ထိလားအဲ့ဆိုလို့ရှိရင်တော့လေနေအဆုံးရှုံးခံနိုင်တယ်ဆိုတော့ဘယ်လိုလုပ်မလဲเนาะတားလို့မှမရတာအဲ့လောက်မလားဟုတ်ဘူးဆိုလို့ရှိရင်တော့လေကဲ
အရင်လုပ်ရှင်ဆိုရင်တိတ်အနေရမရှိဆိုရှင်လုံးလိုက် လို့မတိပါ ဟုတ်တယ်မဟုတ်လို့ရှင်ဘာသာကကြောက်လားဟဲ့မလုံးနဲ့တော့ဖြစ်မယ်လို့ပြောနေတာသူကအ ချောင်းနေရပဲရှိမယ်သူ လမ်းပဲတော့မလုံး ဒီပဲကြီးဒီပဲ တတိမရှိဘူး ဒီဖိုင်းတွေအားလာချောင်းနေ နော်တတိမရှိဘူးတော့ကဘာဖြစ်မှာလဲ ဟုတ်ပါတယ်သွေးဆိုတာဖောက်ကြည့်ရဲတာဟုတ်တယ်မလားဖောက်ကြည့်ကြအကုန်လုံးတိသွားမှာအဲ့ကြမှာငယ်တော့လေလူကြီးတယ်ဒီပလက်ပတ်မထိုးနဲ့တော့အရန်ထိုးချင်တယ်ဘာလဲအရန်သိချင်နေရကျွန်တော်အရန်လူကြီးရရှင်းပါလောက်ကလည်းမသိကြအောင်စားထိုးလိုက်တက်လိုက်အောင်ကျင်တယ်အောင်သိတယ် တော့မလုပ်ဘူး အခုချိန်ကြီးကြောက်တာလုံးပါဆိုရင်တော့မလုပ်ဘူးဘွားမှာကြောက်ဆိုတာအဲ့မီးပလက်ပေါ့ပဲမီးပြင်ပြီဆိုလို့ရှိရင်တရားပြင်နေတာအဝေးကြီးကနေကြည့်နေတာအကုန်လှုပ်ရဲတယ်ဗျာတော်တော်များများလည်းဟိုလှုပ်တတ်တယ်ဗျာဟိုဆက်ဆက်ဒီစလားတရက်စစ်ကလွဲလို့တရက်စစ်ကအဝေးဒလိုက်ကောက်ခံချိန်ပေါင်းများစွာလိုက်ပြီးသွားပြီအိမ်မှာကျွန်တော်ကဒန်နီအိုးကြီးလေတောင်းလာနေတိုင်း24နိုင်တက်လိုက်တာအဲ့အိုးကိုမြင်တာနဲ့အဲ့လိုမျိုးရှိရနဲ့အဲ့လိုမျိုးပစိန်နဲ့အဲ့လိုတူနဲ့ကိုရိုက်ချိုးနေတာပဲပလက်လေးထိုးလိုက်ပြီးကျုပ်လေးထဲအာလိုက်ပြန်ပြီအဲ့တော့အဲ့ဟာယူအမုန်းဆုံးအဲ့တက်လိုက်တာ哦တေဝါလောက်နေထီတော့မဟုတ်ဘူး နော်အ feeling ကောင်းမနေဘူးကျင်းတက်သွားတာစင်ပြေမနေဘူး စင်ပြေမနေ အဲ့တော့လုပ်ပါလုပ်ချင်တာအကုန်လုပ်ကြဟိုအဓိကတော့သူများတော့မထိခိုက်နိုင်ဘူးဒါပေါ့ကိုယ့်ကိုထိခိုက်မယ်ဆိုရင်တော့လုပ်ဟိုဘယ်လိုပြောမလဲကိုယ့်ကိုလှုပ်ရှင်တာလုပ်ဟိုဆိုတာကတော့သူကဟိုတေအရန်စိတ်တက်ကြီးကြာပြီးတေချောင်းကြံမယ်လို့ဘာလို့မလုပ်နိုင်ဘူးသိရမလားဒူတိုင်းအခုဒီချိန်မှာရန်စိတ်တက်ကြဒါပေါ့အားကြောင့်မလို့အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကြီးယူစရာရှိရယူ ဒါပေါ့ပြင်ကိုရီးယားလည်းအဲ့လိုမျိုးလူတွေရှိရဆိုလို့ရှိရင်ကိုကြီးပေးစရာရှိရင်လည်းပေးကျွန်တော်သဘောကလေ ဒါပေါ့ ကျွန်တော်ဆိုရင်လူတွေချင်းမှပြန်ဆောက်ရှောက်ရတာပဲ ဒါပေါ့ကျွန်တော်ဆိုရင်ဟိုကျွန်တော်ပေါင်ကျင်ဟိုကောင်လေးဆိုလို့ရှိရင်ဟိုပေါ့ကလေးတွေပဲပြောရမှာပေါ့ကျွန်တော်နဲ့က20 15နှစ်20လောက်ဟာတော့ကိုကြီးလိုတာပဲဖြစ်ဖြစ်တခုခုဆိုရင်ပါဇက်ကပြောနော်ပါဇက်ကပြောပါဇက်ကမပြောဘဲနဲ့မသိကျွန်တော်ကြားမြင်ရနေမှာမဟုတ်ဘူးဟုတ်တယ်မပြောမှတော့မသိဘူးမင်းတို့ကြည့်တာနဲ့သိရအောင်ငါတို့အဲ့လိုသိနေလို့ရှိရင်လေငါတို့အေးအေးဆေးဘာစားလို့မှမလုပ်တော့ကြားမြင်တဲ့တိုင်ဟောတော့မယ်ဟုတ်ကဘာဖြစ်နေလဲမင်းရှစ်ဆက်ပါလုပ်လိုက်တော့အဲ့လိုပဲထိုင်တော့ဟိုဘောဒီဂျားထဲမှာဆိုရင်ကြည့်ခဲ့တဲ့ကားမှာဆိုအဲ့ teach your license ဆိုတဲ့ကားထဲမှာအဲ့ဘဲဆိုရင်သူဆိုရင်အဲ့မင်းသားအဲ့ဒီ character ဆိုလို့ရှိရင် तू ပြောတာလေမင်းကိုကြီးတောင်းမှငါလုပ်ပေးမှာဟုတ်တယ်ကျွန်တော်အဲ့စကားအရန်ကြိုက်တာဟုတ်တယ်လေမင်းတို့ဘာမှမပြောဘဲငါတို့ကလိုက်တည်နဲ့လိုက်လို့ပြန်ပေါ်တယ်နော်ပေါ်တယ်ပေါ်ဆိုပြီးရင်အဲ့လူကလည်းဟိုတမိုးမထားတော့အားချိန်နိုင်ရနေပါပဲအဲ့စိတ်ကဘယ်တော့မှဖြောက်လို့မရအောင်ဒါသူ့ကိုလည်းဖြတ်စည်းရရောက်တယ်ဒါဟိုလိုပြောမှာမဟုတ်ကိုမကိုချင်းချင်တာမဟုတ်ကိုကြီးခံရတဲ့သူကလည်းစိတ်သက်ပြက်စီရဘာလို့လဲဆိုတော့အားလုံးလိုက်လုပ်ပေးရဲဆိုပြီးတော့ဒါဟိုရေးသားကိုချင်းတဲ့စိတ်ဖြစ်တယ်ကွာပေါ်သွားတာလိုချင်တာရှိရင်ကိုကလည်းရအောင်လုပ်ရမယ်ဒါကိုလည်းကိုကတောင်းဆိုရရှိနေတောင်းဆိုတတ်ရမယ်ကိုကတက်မလားဟိုပဲငါမာနာကြီးနဲ့တော့အဲ့မာနာကြီးဆိုတာတကယ်တမ်းလောကကြီးထဲမှာရှင်လေကြည့်လိုက်ရှည်ထဲကထက်တောက်လိုက်မာနာဆိုလို့ရှိရင်ပျော်သွားလို့ရှိရင်ပြီးသွားလိမ့်မယ်ဘာမှသုံးစားမရအောင်တကယ်သုံးစားမရအေးငါတို့ပြောတာတနားရီလောက်လည်းပြည့်သွားပြီဆိုတဲ့အခါကျတော့ okay ဘာငါတို့တနားရီလည်းပြည့်သွားဆိုဘာလို့ငါလည်းအချာကြီး edit တွေအများကြီးမဆက်နိုင်နိုင်အချာကြီးလည်းမဆက်နိုင်အဲ့တော့နင်းစောက်ကြောင်းနေပြောတဲ့ရှိတာပြောငါမေးချင်တာမေးမယ်ပြီးပြီနင်းလည်းပြန်ရှိတာပြန်နားလိုက်တော့ဘာလို့အရန်အများကြီးအရှိကြီးတွေပြောနေငါလည်းအများကြီးဆက်မှာစောက်လည်းအားမနေဟုတ်တယ်မလားဒါပဲဟဲ့ငါအဲ့ဒါကိုဒီတော့မပြောဘူးမဟုတ်လေအော်ဒီအစင်နဲ့ဒီအစင်ရုပ်ကြည့်တာနဲ့သိတယ်နော်ငါဒီတိုင်းတော့ဘောရာအကန့်နဲ့ပြောတာသိပြီးသားကဲ okay ပါဆိုဒီနေ့လာပြီးတော့ဟို join ပြကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်စစ်စကားဝိုင်းရယ်ထုံးစံအတိုင်း gas တွေကိုပေးရလက်ဆောင်ပါနော်ဒါလေးလေလုံးနေမလုံး scarf ရယ်t-shirt ရယ်ပြောဆိုရှင်ဟိုဘီယာဖောက်တံပဲနေရာယူမဲ့တယ်လေဒါပေါ့စံနာတော့နည်းနည်းပေးချင်တယ် scarf လေးတွေကဒီ scarf လေးတွေအင်ကြီးတွေကမိုက်တယ်ဟိုကတခုပဲပေါ့အစွဲလေးတွေထည့်နိုင်ပုံမိုက်ဘာလို့ကျွန်တော်တို့အရန်အခုဒါအရန်ကိုဘယ်လိုပြောကြည့်လိုက်တာနဲ့အရန် cutie ပေါ့အရန်နင်းလေးငါ cutie လေးလေအေးပေါ့ကျွန်တော်တို့ချင်တော့အစွဲလေးတက်ပလိုက်ပါကျေးဇူးများတင်ပါတယ်မတရားပေါ့နော်နောက်လည်းထပ်ပြီးမူးကြပါအောင်မယ် okay အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ဒီပတ်အပိုင်းလေးကိုလည်း enjoy ဖြစ်ကြမယ်လို့ထင်ပါတယ်ဆိုတဲ့အခါကျတော့နောက်ပတ်မှာလည်းဘယ်လိုအကြောင်းအရာလေးတွေနဲ့ပြန်လာမလဲဆိုတာလည်းဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်ရှင်အဲ့ဆိုကျေးဇူးပါပဲဒါပါ